ငါအကိုကိုကင်ပုံးချက်ကင်ဆိုင်ကူညီကြည့်ရှုပေးရင်အသားတင်အမျက်တန်း3 တန်းထိရအောင်လုပ်ပေးခဲ့တယ်ဒါပေမဲ့နှစ်ကုံလို့ပတ်စံခွဲတဲ့အခါကျတော့သူကငါ့ကို3000ပဲလွှဲပေးခဲ့တယ်သူကပြောတယ်ဒီဆိုင်ဟာသူ့ဟာဖြစ်ပြီးလှုပ်ဝက်ချက်နီးစနစ်ကလည်းသူကိုယ်တိုင်ရှာဖွေထားတာလေငါကတော့စက်သားကိုဟိုဘက်ဒီဘက်လန်ပေးရုံပဲတက်တဲ့ကောင်နဲ့ဖုံးမျက်နှာပြင်ပေါ်ကလွှဲပြောင်းငွေပမာဏကိုကြည့်ပြီးငါညှင်းဆန်မနေခဲ့ဘူးနှင့်အဲ့ဒီငွေပမာဏကိုပဲတိတ်တဆိတ်လက်ခံယူလိုက်ပြီးညဈေးလန်းဆုံးကအများသုံးတန့်စင်ကန်နဲ့ကပ်နေတဲ့လူသူမရှိစွန့်ပစ်ထားတဲ့ထောင်ကျနေရာလေးမှာဆိုင်ကန်းတစ်ခုသွားငှားလိုက်တယ်နောက်နှစ်နွေရာသီရောက်တော့သူ့ဆိုင်ကချက်ကင်တွေကညှိဆိုးဆိုးဖြစ်မာစိမ့်စိမ့်ဖြစ်ပြီးအချင်းပေါက်ပုတ်တိုးတဲ့အရာသာထွက်လာတာကြောင့်နာမည်ကြီးနေတာတို့ရဲ့ဗီဒီယိုရိုက်ဖော်ထုတ်ခြင်းကိုခံလိုက်ရတယ်စားမိတဲ့အဝေတော်တွေဆို one shot အန်ကြားနဲ့ဒုက္ခရောက်ကုန်ကြတယ်ဒါပေမဲ့ငါဆိုင်ရှိမှာတော့အဝေတော်တွေကတန်းစီဆောင်ဆိုင်နေကြတာအရှိကြီးပဲတိုက်တန်းတစ်ခုစားမကရှည်လျားနေခဲ့တယ်ဖြူဖြောသွားတဲ့သူ့မျက်နှာကိုကြည့်ရင်ငါကတော့အယောင်လက်နေတဲ့ချက်ကင်မိဖို့ဘေးမှာရက်ပြီးငါစီကထွက်လာတဲ့ကြက်အရေးခွန်ကျွတ်လေးတွေကိုမင်းကိုပေါ်ကပုတ်ဆက်ဆက်အချင်းတန်းတွေမကူးစေချင်ဘူးအနည်းဆုံးနှစ်မီတာလောက်ဝေးသွားရက်နေပါလို့အော်ပြောလိုက်တယ်အဲ့ဒီညကအကိုဖြစ်သူချင်းနာချန်တယောက်အနံ့ဆိုးတွေထွက်နေတဲ့အေးခဲခန်းထဲမှာစောင့်ကြောက်ထိုင်ပြီးတညလုံးငိုယိုနေခဲ့တယ်လို့ကြားရတယ်သူဘလို့မှစဉ်းစားလို့မရနိုင်ခဲ့ဘူးနှစ်ကောင်စလုံးအမွေးဖြူချက်အမျိုးစားတူတူကိုငါกินလိုက်ရင်ဘာလို့အဲ့ဒီလောက်မွေးကြိုင်နေရတာလဲဆိုတာကိုပေါ့ငါစားတောက်ကုန်ပစ္စည်းစည်းမှာဆိုင်ကန်းသွားငှားတဲ့နေ့ကပယံပရာဖြစ်ကုန်ကြတယ်ငါငွေ3000ကိုကင်ပြီးညွှန်ကြားရေးမှူးဝန်ရဲ့ရုံးခန်းထဲဝင်သွားခဲ့တယ်ငါကလမ်းဆုံးကထောင်ကျဆိုင်ကန်းကိုငှားမယ်လို့ကြားတော့ညွှန်ကြားရေးမှူးဝန်ခန့်များတောက်လက်စရေနွေးချမ်းတောင်စပွဲပေါ်ပန်းထွက်ကုန်နဲ့လင်းတုံးမင်းကြောင်တောင်ဖြစ်သွားတာလားအဲ့ဒီဆိုင်ကန်းကလွတ်နေတာ3နှစ်ရှိပြီနော်ဘေးမှာလည်းအများသုံးတန့်စင်ကန်းရှိတယ်လမ်းဘေးခွေတောင်အဲ့ဒီနားအစာသွားမရှာဘူးငါမကြောင်ပါဘူးစာချုပ်ပဲယူလာပေးပါငါလက်မှတ်ထိုးမယ်သတင်းစိုးတွေကလေလဲလွင့်ပါသွားတယ်လို့သတင်းပြန်တာမြန်လွန်းလာတဲ့စာချုပ်လက်မှတ်ထိုးပြီးရုံးခန်းတကားကနေထွက်လာတော့လမ်းမပေါ်မှာဈေးတယ်တွေ20ကျော်လောက်စုယုံကြည့်နေကြပြီးအကိုမယားလီယန်ကတော့လူအုပ်ရဲ့အရှိဆုံးမှာရက်နေရင်ပောက်ကရထမင်းချက်ကြီးထွက်လာပြီပေါ့ငွေ3000လေးနဲ့စီးပွားရေးလုံးမလို့လားမင်းကငါတို့အိမ်ကတာချမ်းရဲ့ဖက်နှက်ကိုကင်ပေးဖို့တောင်မထိုက်တန်ပါဘူးဟဲဒီမှာလင်းတော့မင်းမီသွေးခိုးမိုင်းပြီလို့အုံနောက်မမဲသွားဘူးမလားအဲ့ဒီစုပ်ပြက်နေတဲ့ဆိုင်ကန်းကရင်ကောင်းတောင်ကောင်းခါပြီးပြေးရတဲ့နေရာမင်းကဘာလို့စိုးဝင်လုပ်ချင်ရတာလဲဒါမှမဟုတ်အင်တာနက်ကိုအရက်မြည်စရာလုံးမလို့လားဘေးပတ်ဝန်းကျင်ကလူတွေကဝိုင်းလောင်ရင်မောကြတယ်ငါလှည့်ကြည့်လိုက်ပြီးပါဆက်ရုံပဲရှိသေးတယ်အနောက်ဘက်ကနေလက်တစ်ဖက်ရောက်လာပြီးလီယန်ရဲ့အင်ဂျီကော်လာကိုအားနဲ့ဆွဲဆုပ်လိုက်တယ်အဲ့ဒါငါမိမစုချေပဲမသိဘူးသူမငါနောက်ကိုဘယ်တော့ကလေးကလိုက်လာခဲ့မှန်းနောက်တစ်ခွန်းထပ်ပြောကြည့်ပါဦးလားရှင်းယောက်ျားကငါတို့အိမ်စီကပတ်စံတွေဘလောက်တောင်လိန်လေလက်ဖြားသွားခဲ့လဲလင်းတို့ကတစ်နှစ်လုံးတန်း3တန်းရအောင်လုပ်ပေးခဲ့တာကိုတောင်းပေးခဲ့တယ်ရှင်တို့ကဒီမှာပုတ်ဆက်ဆက်တွေလာထွေးထုတ်ဖို့မျက်နှာပြရည်သေးတယ်ပေါ့ရှင်တို့လင်မယား2ယောက်လုံးပတ်စံမလွန်လို့မျက်စိကမ်းမျက်နှာပြောင်းနေတာအဲ့ဒီထူအဲနေတဲ့မျက်နှာပြောင်းကြီးကိုအရေးကြိုလိုက်ရင်တောင်ကြက်စီထွက်လာနိုင်အောင်မယ်လီယန်ခါများ2စက္ကန့်လောက်စွန့်သွားတယ်စိတ်ကိုပြန်ဆူစည်းပြီးတော့ပြေးဝင်ဆွဲဖို့လုပ်တော့တာပဲဘေးနားကဈေးတယ်တွေကရောပြွမ်းပြီးသူမကိုဆွဲထားကြတယ်စူးချိန်နေလို့အချောလာလေးကအရင်တုန်းကကုမ္ပဏီကြီးကြီးမားမားမှမလုပ်ပဲဒီလိုသုံးစားမရတဲ့ကောင်နဲ့လာယူထားတာငါပြောလိုက်မယ်နော်မကြခင်နေထိုင်ကိုရတော့မှာနေလက်ရှိအခြေအနေကိုကြည်စမ်းပါဦးအောက်ခြေဈေးတယ်တွေနဲ့ဘာချားနာလို့လဲစူးချိန်ကရှေ့ကိုတလန်းထက်တိုးသွားပေမဲ့ငါသူမရဲ့လက်ကောက်ဝတ်ကိုလှမ်းဆွဲပြီးပြန်ဆွဲယူလိုက်တယ်ကိုသမီးကိုဘာလို့ဆွဲထားတာလဲငါသူမကိုမကြည့်ပဲလူအုပ်ရဲ့အနောက်ဘက်ကိုဆူဆူဆိုင်ကြည့်လိုက်တယ်အဲ့ဒီမှာချင်းတာချမ်းရောက်နေတယ်ငါအကိုကကားကိုမှီပြီးအဝေးကနေဒီဘက်ကိုကြည့်နေခဲ့တာငါစူးချိန်ရဲ့လက်ကိုတွဲပြီးဆိုင်ကန်းစီတန်းတန်းမက်မက်လျှောက်သွားခဲ့တယ်ချင်းတာချမ်းဘေးကနေဖျက်လျှောက်သွားချိန်မှာသူကပါဆက်ဟာပြီးလင်းတော့ငွေ3000မလောက်ပါဘူးတဲ့မလောက်ရင်ဘာလို့အကိုကိုမပြောတာလဲဘာလို့မကြည်မနှက်နဲ့သူများကိုလာပြနေရတာလဲစူးချိန်ကဒီနေရာကိုအမြန်ရှင်းပစ်ဖို့ငါ့ကိုအချက်ပြရင်ငါလက်ထဲကနေရုံထွက်ဖို့စူးစမ်းနေခဲ့တယ်အကိုငွေ3000လုံလောက်ပါတယ်ဒီဆိုင်ကန်းကိုငှားဖို့အတွက်လုံလောက်ပါတယ်ဟာတိတ်ကောင်းတာပေါ့လင်းတော့မင်းမာနာရှိတာပဲဒါဆိုရင်အများသုံးတန်းစင်ကန်ပေးမှာချက်ကင်ကိုဘယ်လိုရောက်မလဲဆိုတာအကိုစောင့်ကြည့်ရတာပေါ့အဲ့ဒီအချိန်ရောက်ရင်တော့ငိုယိုပြီးအကိုစီပြန်လာမတောင်းမှန်နဲ့အုံးတော့ကဲတွားကြရအောင်လူခွဲကြတော့အာယုံပြောင်းကြပါနောက်2ရက်နေရင်ငါတို့ဇလန်းကောင်းတိုင်ကြည့်ရတော့မှာအဲ့ဒီထောင်ကျဆိုင်ကန်းကငါထင်ထားတာထက်တောင်ဆိုးရွားနေခဲ့သေးတယ်3နှစ်ကျော်အသုံးမပြုပဲထားခဲ့တာမို့ကျမ်းပြင်ဘောကစီကြီးကွက်တွေကအနက်ရောင်ဖြစ်မခဲနေပြီးနေရန်ထောက်မှာလဲမှုတက်နေတဲ့ကက်ထူဖုံးတွေပုံနေတဲ့ညနေခင်းလေးနဲ့အတူအများသုံးတက်စင်ကန်းကအနံ့ဆိုးတွေကာလာတန်ကြာတိုက်ခတ်လာတတ်တဲ့စူးချိန်ကဆိုင်ကန်းရှိမှရက်နေရင်မျက်ဝန်းတွေหนีရဲလာပေမဲ့ဘာစကားတစ်ခုမှမပြောပဲအန်ဂျိတ်ခံစားနေခဲ့တဲ့အင်ဂျီလက်စ်ကိုမတင်ပြီးကျမ်းပြင်ကိုစတင်တိုက်ချွတ်တော့တယ်ငါလဲသူမဘေးမှာထိုင်ချပြီးကူညီပေးခဲ့တယ်ရုတ်တရက်သူမကမေးခွန်းထုတ်လာတယ်ကိုလင်းလုံးကိုတကယ်ပဲတေချာလို့လားဟင်စူးချိန်မင်းကိုယုံလားယုံတာပေါ့ဒါဆိုရင်ရပြီငါဘေးအိတ်ထဲကနေမျိုးဝါရောင်စက်ကူအိတ်တအိတ်ကိုထုတ်ယူလိုက်တဲ့ထဲမှာတိုင်းရင်ဆေးပင်နဲ့ဟင်းခတ်အမွှေးကြိုင်30မျိုးမှကပါဝင်နေတဲ့ဒါဟာငါတစ်နှစ်လုံးတိတ်တဆိတ်စံပြုသူတွေတနာပြုပြီးတီထွင်ထားတဲ့နီးစနစ်ပဲချင်းနာချမ်းကသူစတီထွင်ထားတဲ့လှုပ်ဝက်နီးစနစ်ကိုကဘာပေါ်မှာအကောင်းဆုံးလို့ထင်နေရတာပဲမဲ့တကယ်တော့သူ့ရဲ့နီးစနစ်အဟောင်းတွေကခင်းနောက်ကျနေတာကြပြီးငါရဲ့ဒီနီးစနစ်ကအပူချိန်မြင့်မားစွာထိတွေ့လိုက်တဲ့အခါညှိနှံကိုဖယ်ရှားပေးနိုင်ုံတင်မကပဲအသားရဲ့မွှေးကြိုင်တဲ့အနံ့ကိုပါပုံမစိတ်ဝင်ပြေဝစေပြီးအရသာပုံမထင်းခနဲ့ဖြစ်အောင်မြင့်တင်ပေးနိုင်တဲ့ဒီအနံ့ကတကယ်ပဲထူးခြားလွန်းလာတဲ့စောင့်ကြည့်ထားပါမနှက်ပြန်ဆိုင်ဖွင့်ရင်လမ်းတစ်လျှောက်လုံးကလူတွေကိုဒီအမွှေးနဲ့ရစေရမယ်ငါတို့လင်မယား2ယောက်စလုံးတညလုံးပင်ပန်းလုတ်ကင်ခဲ့ကြတဲ့ဆိုင်ကန်းအတွင်းအပြင်2ခုလုံးကို3ခေါက်မှကတေချာပြောင်းစင်အောင်ရှင်းလင်းခဲ့တယ်မနက်4နာရီတိတိမှာတော့စူးချိန်ပင်ပန်းလုံးလို့ငါပခုံးပေါ်မမီပဲအိပ်ပျော်သွားခဲ့တယ်ငါသူမမျက်နှာပေါ်ကကြီးကွက်တွေကိုကြည်ရင်စိတ်ထဲမှာတစ္ဆာတိတ်ထန်ပြူလိုက်တယ်ဒီတစ်ချိန်မှာတော့သူမကိုတက်တောက်တက်တာနေထိုင်စေရမယ်လို့နောက်တနေ့ညနေမှာတော့ငါငှားထားတဲ့ချက်ကင်မီဖို့ကိုစိုင်စီတွန်းယူလာခဲ့တဲ့မိဖို့ကဟောင်းနှမ်းနေပေမဲ့ငါအပြောင်း
တိုက်ထားလို့ပြောင်းလဲနေခဲ့ပြီးစူးချိန်ကတန်ရှင်းတဲ့ခါးစီဝတ်စုံကိုဝတ်ဆင်ပြီးဘေးမှာရက်နေတယ်ငါတို့ကြက်ကင်20ကောင်ကိုပြင်ဆင်ထားပြီးအထူးပြုလုပ်ထားတဲ့အနှစ်ဆော့စ်နဲ့တညလုံးစိန်ထားခဲ့တာပါငါမီးသွေးမီးဖို့ကိုဖိုးလိုက်ပြီးပထမဆုံးကြက်ကင်ကိုတန်စကာပေါ်တင်လိုက်တဲ့အပူချိန်မြင့်တက်လာတာနဲ့အမျှတီးတန့်ထူးခြားတဲ့အမွှေးနှံကပတ်ဝန်းကျင်တစ်ခုလုံးပြန့်နှံ့သွားခဲ့တဲ့စူးချိန်ကလေကိုဝါဝါရှူသွင်းလိုက်ပြီးတိတ်မွေးတာပဲကိုလို့ပြောတယ်ဒါပေမဲ့ဒါကအလုံးမဖြစ်ခဲ့ပါဘူးဖြတ်တန်းသွားလာနေတဲ့လူတွေကနှာခေါင်းကိုပိတ်ပြီးငါတို့ကိုလှည့်တောင်မကြည့်ကြဘူးလူတိုင်းကချင်းတာချမ်းရဲ့နေရာကောင်းဆိုင်ကန်းစီတန်းတန်းမတ်မတ်လျှောက်သွားကြတယ်တနာကြီးကြာသွားတဲ့အထိကြက်တကောင်မှမယောင်းရသေးဘူးစူးချိန်ရက်နေရင်သူမရဲ့မျက်နှာအမူအရာကတဖြည်းဖြည်းဆိုးရွားလာခဲ့တယ်သူမဘာကိုစိုးရိမ်နေလဲဆိုတာငါသိတာပေါ့ဒီကြက်20ကောင်ဟာငါတို့ရဲ့နောက်ဆုံးရင်းနှီးမြှုပ်နှံမှုမတည်ငွေပဲမယောင်းရရင်မနှက်ဖြန်ပစ္စည်းသွားယူဖို့ပတ်စံတောင်ကြမ်းတော့မှမဟုတ်ဘူးအဲ့ဒီအချိန်မှာပဲရုတ်တရက်စူးချိန်ကငါလက်ထဲကကြက်ကင်ကိုလှမ်းယူလိုက်ပြီးဖြတ်တန်းသွားလာနေတဲ့လူအုပ်ကြီးရှိမှအကြီးအကျယ်ကြိုက်ဝါးစားပြတော့တယ်သူမတိတ်အားရပါရစားပြတာကြက်စီတွေကပါဇက်ထောင်းကနေစီးကြလာပြီးမဲ့တုတ်တောင်မတုတ်ဘူးစားရင်းနဲ့တိတ်မွေးတာပဲဒီကြက်ကင်ကအရေးကုန်ကျွလွန်းလို့ကြွေးကြမတက်ပဲအသားကလည်းတိတ်နူးညံ့တာပဲလို့အော်ပြောလိုက်တယ်အချို့လူတွေကတိုးတိုးလေးကုတ်ကဲပြောကြတယ်ဂျင်းထည့်ထားတာလားမသိဘူးတဲ့အကိုကြီးလာစားကြည့်ပါဦးဒီလောက်မွေးနေတာကိုဂျင်းကအတုလုပ်လို့ရပါမလားအဲ့ဒီလူကခဏမျှဝေခွဲမရဖြစ်နေပြီးမှနှာခေါင်းကိုပိတ်ပြီးတဖြည်းဖြည်းတိုးလာတယ်ဘာလို့အနံ့ဆုံးမရှိတာလဲငါတို့ကအထူးတိုင်းရင်စေးနီးစနစ်ကိုတုံးထားတာပါမလို့လားအပ်တဲ့အနံ့အသက်တွေကိုဖယ်ရှားဖို့တီးတန့်ပြုလုပ်ထားတာပါမယုံရင်အကိုကြီးမြည်ကြည့်ပါဦးငါချက်ချင်းပဲအသားတစ်ဖက်ကိုလှီးပြီးသူ့စီကမ်းပေးလိုက်တယ်အဲ့ဒီလူကတခိုက်လိုက်တာနဲ့သူ့မျက်လုံးတွေချက်ချင်းအယောင်လက်သွားတယ်ဒီချက်ကဘလို့กินထားတာလဲဘာလို့အဲ့ဒီလောက်တောင်ကျွတ်နေရတာလဲအဲ့ဒီလူစကားဆုံးတာနဲ့ဘေးပတ်ဝန်းကျင်ကလူတွေဝိုင်းအောင်လာကြတော့တယ်နာယူဝက်ကြပြီးတဲ့နောက်မှာတော့ကြက်ကင်20မှာ3កောင်ပဲကျန်တော့တယ်ငါနဲ့စူးချိန်ကြည့်ပြီးတော့သူမရဲ့မျက်ဝန်းမှာမျက်ရည်တွေဆွဲနေပေမဲ့ပါးစပ်မှာတော့ပြုံးရွှင်နေခဲ့ပြီးအဲ့ဒီအချိန်မှာပဲလူအုပ်ထဲကနေနားရဲစူးခနဲ့ဝင်လာတဲ့ဆွဆွမြဲမြဲအတန်တစ်ခုထွက်ပေါ်လာတယ်အိုဟိုတကယ်အဝယ်ရှိနေတာပဲဟေးစားပြီးရင်ဖျားနာမှာမကြောက်ကြဘူးလားလင်းတော့နေ့ဆိုင်ကအနှံ့ကတကယ်ထူးခြားတာပဲနော်တာပေမဲ့အဝယ်တော်တွေစားပြီးရင်ဝမ်းလျှော့ကုန်မလားမသိဘူးခုနကကြက်ကင်ဝယ်ထားတဲ့အဝယ်တော်တွေခမမျက်နှာတွေပြက်ကုန်ကြတယ်ဆိုင်ရှင်ငါမယူတော့ဘူးပတ်စံပြန်ပေးအတော်ကြီးဟာသူ့စကားကိုစီစစ်မပါပဲမယုံပါနဲ့ငါတို့ကြက်ကင်ကတစ်လက်ဆက်ပါလက်ဆက်တယ်ဟုတ်လားအများသုံးတန့်စင်ကန်ပေးမှာဘာတွေလက်ဆက်နိုင်မှာလဲမတော်လို့ရင်ကောင်တွေကနင်းချက်ပေါ်မှာဥသွားရင်ဘလို့လုပ်မလဲအဲ့ဒီစကားထွက်လာတာနဲ့ကြံတဲ့အဝယ်တော်တွေလည်းတွေ့ဝေကုန်ကြတယ်နှစ်ယောက်ဆိုရင်ကြက်ကင်ကိုပြန်တင်ထားပြီးထွက်သွားဖို့ပြင်ကြတယ်လူကြီးမင်းတို့ခဏဆောင်ပါဦးငါကြက်ကင်မှာပြဿနာနည်းနည်းလေးမှရှိရင်နှစ်ဆပြန်ရုပ်ပေးပါမယ်လမ်းတစ်လျှောက်လုံးကတက်သေးပါပဲငါလင်းလုံးပုတ်တိုးနေတဲ့ပစ္စည်းတွေတုံးခဲ့ရင်ဒီမှာလာပြီးရောင်းစားတော့မှာမဟုတ်ပါဘူးအဲ့ဒီအဝယ်တော်နှစ်ယောက်လည်းငါရဲ့ရိုးသားဖြောင်းမမှုကိုတွေးတော့ကြက်ကင်ကိုပြန်ကင်လိုက်ကြတယ်ချင်းနာချမ်းမျက်နှာတင်းမာသွားပြီးအပြစ်ရှာဖို့ပါးစပ်ဟလိုက်ချိန်မှာပဲမတော်တဆလို့နဲ့လီယန်ကဘေးကပယံပါတာရေပုံးကိုခြေထောက်နဲ့ကန်ချလိုက်တဲ့ညစ်ပတ်နေတဲ့ရေဆိုးတွေကငါးဆိုင်ဘေးအထိစီးဝင်လာပြီးအနံ့ဆိုးကြီးကကြက်သားမွေးနှံကိုဖုံးလွှမ်းသွားခဲ့တယ်အဝယ်တော်တွေလည်းနှာခေါင်းကိုပိတ်ပြီးထွက်ခွာသွားကြတော့တယ်ခုနကကြက်ကင်ဝယ်မလို့လုံနေသူတွေလည်းထွက်ပြေးကုန်ကြတယ်လီယန်နင်းတမင်လောက်တာမလားအိုးတကယ်တောင်းပန်ပါတယ်နော်ခြေထောက်ကချောထွက်သွားလို့ပါဒီလိုညမောင်မောင်မှာမီးအောင်ကလည်းတိတ်မလင်းတော့ဘသူကတေချာမြင်ရမှာလဲလင်းတော့စူးစမ်းပြီးအလုပ်လုပ်ပါအမကူညီအားပေးနေပါတယ်နော်လင်းတော့သူတို့တွေလွန်နေပြီးမငိုပါနဲ့တော့စိုင်သိမ်းရအောင်ထားလိုက်ပါတော့ဒါတွေနဲ့မပြီးသေးပါဘူးငါဆိုင်အောက်ကနေပစ္စည်းတစ်ခုကိုထုတ်လိုက်တယ်အဲ့ဒါက box အသေးလေးတစ်ခုပဲဆိုင်စားခွင့်တဲ့နေ့ကလေးကဆိုင်ပတ်ဝန်းကျင်ကိုစောင့်ကြည့်ဖို့ငါတက်ဆင်ထားတဲ့ကင်မရာပဲဖြစ်တဲ့စူးချိန်ကအဲ့ဒီကင်မရာကိုကြည့်ရင်သူမရဲ့မျက်လုံးတွေအယောင်လက်လာခဲ့တယ်နောက်တနေ့မနက်မှာတော့ငါ memory ကတ်ကိုကင်ပြီးဈေးစီမံခန့်ခွဲရေးရုံးခန်းစီတန်းတန်းမတ်မတ်သွားခဲ့တယ်လင်းတော့ဘလို့လဲဒီရက်ပိုင်းအယောင်းဝယ်ကောင်းရဲ့လားညွှန်ကြားရေးမှူးဝန်ခင်ဗျာခွင့်ပြုပါဒါလေးကိုနည်းနည်းကြည့်ပေးပါဦးညွှန်ကြားရေးမှူးဝန်ကဗီဒီယိုကိုဖွင့်ကြည့်လိုက်တော့လီယန်ကတမင်တကာရေပုံးကိုကန်ချတာကိုအထင်ရှားမြင်လိုက်ရတယ်သူ့မျက်နှာချက်ချင်းပြောင်းလဲသွားတယ်ဒီလိုလုပ်လို့ပဲဖြစ်မလဲဈေးဆိုတာစီးပွားရှာတဲ့နေရာရံပွဲလုပ်တဲ့နေရာမဟုတ်ဘူးညွှန်ကြားရေးမှူးဝန်ခင်ဗျာငါလည်းကိစ္စတွေကိုအကြီးအကျယ်မဖြစ်စေချင်ပါဘူးဒါပေမဲ့စီကန်းဆိုတာစီကန်းမှာပဲဈေးစီမံခန့်ခွဲမှုစီမင်းအပိုက်30အရာအခြားသူတွေရဲ့ကုန်သွယ်မှုပတ်ဝန်းကျင်ကိုတမင်ဖြတ်စည်းပါကအနည်းဆုံးတတိပေးခြင်းအစိုးဆုံးဆိုင်ငါးရန်ခွင့်ရုပ်သိမ်းခြင်းခံရမည်ညွှန်ကြားရေးမှူးဝန်ကခဏမျှတိတ်ဆိတ်သွားပြီးဖုန်းကိုလှမ်းမဲလိုက်တယ်လီယန်စီမံခန့်ခွဲရေးရုံးခန်းစီချက်ချင်းလာခဲ့ပါနာယူဝက်ကြပြီးတဲ့နောက်လီယန်ကစိတ်ဆိုးမှန်ဆိုးနဲ့တကားကိုတွန်းဖွင့်ဝင်လာတယ်ညွှန်ကြားရေးမှူးဝန်ငါ့ကိုဘာကိစ္စခေါ်တာလဲညွှန်ကြားရေးမှူးဝန်ကဗီဒီယိုကိုသူမစီပြလိုက်တယ်လီယန်ရဲ့မျက်နှာချက်ချင်းဖြူဖြော့သွားခဲ့တယ်ဒါကမတော်တဆဖြစ်တာပါမတော်တဆဟုတ်လားမင်းငါ့ကိုမျက်စိကန်းနေတယ်ထင်နေလားအခုရွေးချယ်စရာနှစ်ခုရှိတယ်မင်းလင်းတုံးရဲ့ဆိုင်စီသွားပြီးအဲ့ဒီနေရာကိုပြောင်းစင်အောင်တိုက်ချွတ်စေးကြပေးရမယ်လူတွေရှိမှတောင်းပန်ရမယ်မဟုတ်ရင်စီကံအတိုင်းမင်းရဲ့ဆိုင်ကန်းကို3ရက်ရောင်းချခွင့်ပိတ်သိမ်းမယ်လီယန်အန်ကျိတ်လိုက်ရင်ငါ့ကိုဆူဆူဆိုင်ဆိုင်ကြည့်လာတယ်အဲ့ဒီအကြည့်ကငါ့ကိုဝါမျိုးပြစ်ချင်နေတယ်လို့ပဲဒါပေမဲ့နောက်ဆုံးမှာတော့သူမခေါင်းကိုလက်ခံခဲ့ရတာပါပဲအဲ့ဒီညမှာပဲလီယန်ကကြမ်းတိုက်တန်တဲ့ရေပုံးကိုကင်ဆောင်ပြီးလူအုပ်ကြီးရဲ့အကြည့်တွေအောက်မှာငါဆိုင်ပတ်ဝန်းဒီချင်းကိုပြောင်းစင်အောင်တိုက်ချုပ်ပေးခဲ့ရတယ်ကြမ်းတိုက်နေစင်မှာလဲသူမအန်ကျိတ်တန်ကိုအထင်ရှားကြားနေရတယ်တိုက်ချုပ်ပြီးတာနဲ့ကြမ်းတိုက်တန်ကိုလှုပ်ပစ်ခဲ့ပြီးတင်ပါကိုလှုပ်ခါကချက်ချင်းထွက်သွားခဲ့တော့တယ်ဘေးနာကဈေးတယ်တွေကတူတူပြောကြတော့တယ်ချင်းနာချမ်းကတော့သူ့ဆိုင်နောက်မှာရက်နေရင်မျက်နှာကြီးမင်းမောင်နေခဲ့တဲ့ဒီကိစ္စမပြီးသေးဘူးဆိုတာငါတေချာသိတယ်လီယန်ကလူအများရှိမှကြမ်းတိုက်တောင်းပန်ရတဲ့တဲ့င်းကနောက်တနေ့မှဈေးတစ်ခုလုံးပြန့်နှံ့သွားခဲ့တယ်ဈေးတယ်ဟောင်းအတော်များများကငါဆိုင်ရှိကဖြစ်သွားရင်နှုတ်ဆက်ကြတယ်လင်းလုံးမင်းကတကယ်တတိရှိတာပဲချင်းနာချမ်းကိုဒီလိုလုပ်ရတဲ့သူမရှိတော့ပဲခောက်ဆွဲရောက်နဲ့အမကြီးတယောက်ရောက်လာပြီးကြက်ကင်နှစ်ကောင်တောင်ဝယ်သွားခဲ့တယ်လီယန်ရဲ့ယူပါယုံကိုငါမကြည့်နိုင်တာကြားပြီးနင်တို့ဆိုင်ကိုငါအပြည့်ဝအားပေးတယ်ဒါရင်မကသေးပဲမနေ့ကဝယ်သွားဖူးတဲ့အဝယ်တော်တော်များများကထပ်မံလာရောက်ဝယ်ယူကြပြန်တယ်
ဒီဆိုင်ပဲဖြစ်ရမယ်မနေ့ကငါဝယ်သွားတာငါသမီးကတသက်နဲ့တကူဒီလောက်မွေးရဲ့ကြက်ကင်မစားဘူးတဲ့ဒီနေ့ထက်ဝယ်ခိုင်းလို့လာခဲ့တာအဝယ်တော်ရဲ့စကားအဆုံးပါပဲလူတွေကရှည်လျားစွာတန်းစီဝယ်ယူကြတော့တယ်စူးချိန်မှာမအားမလက်ဖြစ်ပြီးအနာပင်မနာရဘူးငါမိဖို့ဘောကကြက်ကင်တွေလည်းတကောင်ပြီးတကောင်ဆက်တိုက်ရောင်းထွက်သွားခဲ့တယ်အဲ့ဒီညတညထဲမှာပဲငါတို့43ကောင်ထိရောင်းချနိုင်ခဲ့တယ်ဒါဟာဆိုင်ဖွင့်ပြီးကလေးကအယောင်ရဆုံးရလက်ပဲဖြစ်တဲ့ဆိုင်သိန်းချိန်မှာစူးချိန်ကကနန်းတွက်ဆက်ကိုအကြာကြီးနှိမ့်နေပြီးမှရုတ်တရက်ကောင်းမောလာခဲ့တယ်ကိုလင်းတုံးဒီနေ့ငါတို့အမျက်ဘလောက်ရလဲခန့်မှန်းကြည့်ပါဦးဘလောက်လဲ1200ငါလက်ထဲကအဝစ်ကိုပစ်ချလိုက်ပြီးသူမကိုပွေ့ချီကရှေ့ရက်လိုက်တဲ့စူးချိန်ကငါလေပင်ကိုဖတ်ထားရင်မျက်ရည်တွေစီးကျလာပြန်တယ်ကိုလင်းတုံးဒါဟာငါတို့ကိုယ်တိုင်ရှာဖွေထားတဲ့ငွေတွေတော့ဘသူမျက်နှာမှကြည့်စရာမလိုတော့ဘူးနောက်တစ်နေ့နံနက်မှာတော့ငါပုံမှန်အတိုင်းလက်ကားဈေးကိုသွားပြီးဦးလေးချမ်းစီကပစ္စည်းသွားမှခဲ့တဲ့ဦးလေးချမ်းရဲ့ဆိုင်ကဈေးရဲ့အထဲဆုံးမှာရှိတယ်ငါသူ့နဲ့လောက်ကင်လာတာနှစ်နီးပါးရှိပြီးသူ့အမွေးဖြူချက်တွေကအရေးသွေးကောင်းမှုပြီးဈေးနှုန်းလည်းတင့်တယ်ဒါပေမဲ့ဒီတစ်ချိန်မှာတော့ငါရောက်သွားတာနဲ့ဦးလေးချမ်းကလက်ရန်ပြီးမောင်းထုတ်တော့တာပဲလင်းတုံးရငါတကယ်တောင်းပန်ပါတယ်နောက်ဆိုငါမင်းကိုကြက်မယောင်းပေးနိုင်တော့ဘူးဦးလေးချမ်းဘာလို့လဲခင်ဗျာငါဘာမှလို့လဲဟာမဟုတ်ပါဘူးလူတယောက်ကငါ့ကိုဖိအားပေးထားလို့ပါငါလည်းဘာမှမတတ်နိုင်ဘူးမင်းတခြားနေရာမှာသွားကြည့်ပါဦးချင်းတာချမ်းမလွဲမသွေပဲဦးလေးချမ်းဘာမှမပြောတော့တာဟာနှုတ်ဆက်ဝင်ခံလိုက်တာပဲဖြစ်တယ်ငါလက်ကားစိတ်တစ်ဝိုက်ကိုတပတ်ပတ်ကြည့်လိုက်တော့ပစ္စည်းသွင်းသူအများစုကပစ္စည်းမရှိဘူးလို့ညင်းကြတယ်သို့မဟုတ်ရင်လည်းဈေးကိုနှစ်ဆတိုးတောင်းကြတယ်ငါဈေးအဝင်ဝမှာရက်ရင်စူးချိန်စီဖုံးဆက်ပြီးအခြေအနေကိုပြောပြလိုက်တယ်ဒါဆိုဘလို့လုပ်မလဲဒီညရောဆိုင်ဖွင့်အောင်မလားဖွင့်တာပေါ့ဘာလို့မဖွင့်ရမှာလဲငါသုံးပြီးဆိုင်ကယ်ကိုစီးပြီးမြို့ပြင်ကစံပိုင်နေရာစီဦးတီထွက်ခွာခဲ့တယ်ဈေးထဲကလမ်းကြောင်းပိတ်သွားရင်ငါဓာတ်ရိုက်ထုတ်လုပ်တဲ့နေရာစီသွားရှာမှာပေါ့ဦးလေးချမ်းပြောဘူးတာကိုငါသတိရတယ်မြို့နဲ့20ကီလိုမီတာကွာဝေးတဲ့နေရာမှာကြက်မွေးမြူရေးရွာအချို့ရှိတယ်ဆိုတာကွာဝေးလုံးလို့ဘယ်သူမှမသွားချင်ကြတာပဲရှိတာမိုးလွယ်3နာရီမှာတော့ငါတို့မိသားစုရွာဆိုတဲ့ရွာတရွာကိုရောက်ရှိသွားခဲ့တယ်ရွာဝင်မှာအဖိုးကိုတယောက်ကအိမ်ဝင်ထဲမှာကြက်တွေကိုအစာကျွေးနေတယ်အဖိုးဒီကြက်တွေကိုရောင်းပါသလားရောင်းတာပေါ့ဒါပေမဲ့အဖိုးရဲ့ကြက်တွေကအိမ်မွေးတိုင်းရင်ကြက်တွေပါအစာကျွေးမွေးထားတဲ့ကြက်မွေးမြူရေးကြက်မဟုတ်တော့ဈေးနည်းနည်းကြီးလိုက်မယ်ငါငုံကြည့်လိုက်တော့ကြက်တွေကတိတ်မကြီးပေမဲ့အမွေးတွေပြောင်းလဲနေတယ်ခြေထောက်မှာလည်းရွှွနွန်ရတွေနဲ့အိမ်ဝင်နဲ့ပြေးလွှားနေကြတယ်ငါတကောင်ကိုလှမ်းကင်ပြီးအလေးချိန်စမ်းကြည့်လိုက်တော့အမွေးဖြူချက်ထက်အသားပုံမိုးချစ်လက်တာကိုတွေ့ရတယ်တကောင်ဘလောက်လဲအဖိုး30ပါအဖိုးဒီကြက်တွေကိုငါအကုန်သိမ်းယူပါမယ်ဒါပေမဲ့စီကန်းတစ်ခုရှိတယ်နောက်ဆိုငါစီပုံမှန်လာပို့ပေးနိုင်မလားမင်းဘလောက်ယူမှလဲငါ10ကောင်ကနေစယူပါမယ်ရတယ်ဒါပေမဲ့စလန်းငွေပေးရမယ်သဘောတူပါတယ်ဆိုင်စီပြန်ရောက်တော့ညနေ6နာရီနီးပါးရှိနေပြီစူးချိန်ကဆိုင်ကယ်ပေါ်ကကြက်တွေကိုမြင်တော့အံ့အားသင့်သွားတယ်ဒီကြက်တွေကဘာလို့ဒီလိုပုံစံဆန်းနေရတာလဲငါဖြစ်ချောင်းကုံစင်ပြောပြလိုက်တော့သူမအမူအရာမျိုးမျိုးပြောင်းလဲသွားပြီးနောက်ဆုံးမှာတော့အန်ဂျိတ်ကပြောလိုက်တယ်ဒါဆိုရင်ငါတို့ဒါကိုပဲတုံးကြတာပေါ့ဒီလိုပစ္စည်းကောင်းကိုမရောင်းရဘူးဆိုတာငါမယုံဘူးစူးချိန်ချင်းနာချမ်းကငါရဲ့ကြက်ရရှိနိုင်တဲ့လမ်းကြောင်းကိုပိတ်လိုက်ရင်ငါ့ကိုအကြက်ရိုက်စေမယ်ထင်နေတာသူမသိတာကဒါဟာရွှေခွင့်ရေးပဲဆိုတာကိုပဲတိုင်းရင်ချက်ကအမွေးဖြူချက်ထက်ပြင်ဆင်ရတာအများကြီးပိုခက်ခဲတယ်အမွေးကပိုမာတလို့ကလီစာတွေကိုလည်းပြောင်းစင်အောင်စေးကြောရတယ်ငါနဲ့စူးချိန်တို့ည9နာရီအထိမနာတမ်းလောက်ကန်ခဲ့ရတဲ့ချက်90ကောင်လုံးကိုပြင်ဆင်ပြီးလှုပ်ဝက်ဆော့စ်နဲ့စိန်ထားလိုက်တယ်စူးချိန်ကချက်တွေကိုကြည့်ရင်နည်းနည်းစိုးရိမ်နေခဲ့တယ်ကိုလင်းတုံးဒီချက်တွေရဲ့မတည်ရင်းနှီးငွေကဒီလောက်မြင့်မားနေတာမတော်လို့မယောင်းရရင်ဘယ်လိုလုပ်မလဲဟင်မဖြစ်နိုင်တာမင်းစောင့်ကြည့်ထားပါပထမဆုံးတိုင်းရင်ချက်ကိုမိဖို့ပေါ်တင်လိုက်တာနဲ့ငါအနိုင်ရပြီဆိုတာချက်ချင်းတီးလိုက်တဲ့အပူချိန်မြင့်တက်လာတာနဲ့အမျှတခါမျှမကြုံဘူးတဲ့ပြေးဝလာတဲ့အသားမွေးနှံကပတ်ဝန်းကျင်ကိုပြန့်နှံ့သွားခဲ့တယ်အဲ့ဒီအနှံ့ကအမွေးဖြူချက်နဲ့နှိုင်းရှင်ရင်ပုံမလှိုင်လှိုင်မွေးပြီးဆွဲဆောင်မှုရှိလွန်းလာတဲ့အပြင်တဘာဝအတိုင်းထူးခြားတဲ့အရသာအနှံ့ပါဝင်နေသေးတယ်စူးချိန်ကလေကိုဝါဝါရှူသွင်းလိုက်ပြီးဒီအနှံ့ကအရင်တုန်းကနဲ့တကယ်မတူတော့ဘူးပဲလို့ပြောတယ်မွေးကြိုင်တဲ့အနှံ့ကညနေခင်းလေထဲလွင့်ပါသွားခဲ့တဲ့ချင်းနာချမ်းရဲ့ဆိုင်စီလျှောက်သွားနေကြတဲ့အဝဲတော်တွေရုတ်တရက်တန့်သွားပြီးငါဆိုင်ဘက်ကိုလှည့်ကြည့်ကြတယ်ဦးလေးကြီးတယောက်လျှောက်လာပြီးဆိုင်ရှင်မင်းချက်ကဘာလို့ဒီလောက်မွေးနေရတာလဲအရင်တုန်းကနဲ့မတူတော့ဘူးနော်ငါပူပူနွေးနွေးกินပြီးစာချက်ကင်ကိုမိဖို့ပေါ်ကချလိုက်တယ်ရွှေဝါရောင်အရေခွန်လေးကပြောင်းလဲနေပြီးတိတ်စားကျင်စရာကောင်းလာတယ်ဦးလေးဒီနေ့ငါချက်အမျိုးအစားတစ်ပြောင်းထားတာပါတဘာဝအတိုင်းလွှတ်ကြောင်းမွေးထားတဲ့တိုင်းချက်မို့အသားကအရင်ထက်အများကြီးပိုကောင်းပါတယ်တကောင်ဘယ်လောက်လဲတကောင်45ပါဟာဘာလို့အဲ့ဒီလောက်ဈေးကြီးရတာလဲအရင်တုန်းကမင်း25နဲ့ပဲရောင်းတာမဟုတ်ဘူးလားဦးလေးမြည်ကြည့်ပါဦးပြီးမှဒီဈေးနဲ့တမတန်ကြည့်ပါဟာချက်အရေခွန်ကဘာလို့ဒီလောက်ကျွတ်နေရတာလဲအသားကလည်းကြစ်လစ်ပြီးဝါလို့တိတ်ကောင်းတာပဲဆိုင်ရှင်ငါ့ကိုတကောင်ပေးမဟုတ်ဘူးနှစ်ကောင်ပေးလိုက်တော့ဘေးနားကလူတွေလည်းတူးတုံပြန်မှုကိုတွေ့တော့ဝိုင်းအောင်ကြည့်ကြတယ်ငါချက်သားကိုအတုံးသေးသေး30တုံးမှကလှီးပြီးအခမဲ့မီးစမ်းခိုင်းလိုက်တယ်မြည်ကြည့်တဲ့သူတိုင်းရဲ့မျက်နှာမှာတူညီတဲ့အမူအရာပေါ်ထွက်လာကြတယ်အရသာကိုသဘောကျသွားပြီးပတ်စံချက်ချင်းထုတ်ပေးကြတော့တယ်နိုင်ဝက်တောင်မပြည့်သေးဘူးချက်90မှာ30ရောင်းထွက်သွားခဲ့ပြီးအဲ့ဒီအချိန်မှာပဲချင်းတာချမ်းကလီယန်ကိုခေါ်ပြီးရှောက်လာခဲ့တယ်လီယန်ကတယော်တဲ့အတန်နဲ့အိုဟိုဈေးတက်သွားပြီပေါ့လင်းလုံးမင်းစီးပွားရေးလုပ်တက်လိုက်တာတောင်ပန်စုံလို့စိတ်ကြိုက်ပြန်နိုင်ပြီထင်နေတာလားငါသူမကိုဂယုမဆိုင်ဖဲခေါင်းကုန်ပြီးချက်ကင်ကိုစက်ကင်နေခဲ့တယ်လင်းလုံးမင်းဒီချက်တွေကိုဘယ်ကရတာလဲဒါတွေအကိုစွတ်ဖက်เสียရမလိုပါဘူးငါကြားတာတော့မင်းဒီနေ့လက်ကားစီမှာပစ္စည်းလိုက်ရှာတာပစ္စည်းတစ်မျိုးမှမရခဲ့ဘူးဆိုမင်းချက်အမျိုးအစားပြောင်းလိုက်ရုံနဲ့အခြေအနေကိုပြောင်းလဲနိုင်မယ်ထင်နေတာလားငါပြောပြလိုက်မယ်ဒီလန်ကမှနယ်မြေပဲမင်းဘလောက်အထိရုန်းကန်နိုင်ဦးမလဲကြည့်ရတာပေါ့အဲ့ဒါကိုငါတေချာသိပါတယ်ဒါနဲ့မင်းရဲ့ချက်က45နဲ့ရောင်းတာမလားဒါဆိုမနှက်ဖြန်က40နဲ့ရောင်းမယ်ငါတို့တွေ့ကြတာပေါ့
သူငါတို့နဲ့ဈေးနှုန်းပြိုင်ဆိုင်မှုလုပ်ချင်နေတာပဲလုပ်ချင်တယ်လို့လုပ်ပါစေငါချက်ကသူ့ချက်နဲ့အဆင့်တူတူပဲလို့သူထင်နေတာကိုအဲ့ဒီညဆိုင်သိန်းချိန်မှာကျပ်90ကောင်းလုံးပြောင်းစင်အောင်ရောင်းထွက်သွားခဲ့တယ်ငါနဲ့စူးချိန်ပတ်စံရေးတွက်ကြတော့မတီးရင်းနှီးငွေပုံမြင့်ပေမဲ့အမျက်ကအရင်ထက်ရွမ်300ပိုများနေခဲ့တယ်ဒုတိယနေ့မှာချင်းနာချမ်းကထင်ထားတဲ့အတိုင်းဈေးကို40အထိလျှော့ချလိုက်ပြီးဆိုင်ရှိမှာဆိုင်းပုတ်ကြီးချိတ်ထားခဲ့တယ်ဈေးအတိုက်ဆုံးရိုးသားမှုရှိသည်မတမာမှုမရှိပါဈေးပေါ်ပေါ်ကြိုက်တဲ့အဝယ်တော်တွေသူ့ဆိုင်စီရောက်သွားကြတယ်လီယန်ကဆိုင်ရှိမှာအော်ဟစ်ရောင်းချနေခဲ့တယ်လာကြပါလက်မလွတ်ပါစေနဲ့တကောင်ကို40ရွမ်ပဲရှိပါတယ်ညဈေးမှာအသက်သာဆုံးပါပဲငါသူတို့ကိုဂယုမဆိုင်ပဲငါရဲ့တိုင်းရင်ချက်တွေကိုအားဆိုင်กินနေခဲ့တယ်မကြမီမှာပဲမနေ့ကဝယ်သွားတဲ့အဝယ်တော်ပြန်ရောက်လာတဲ့အဲ့ဒီဦးလေးကြီးကတငယ်ချင်း9ယောက်6ယောက်ပါခေါ်လာခဲ့တာဒီဆိုင်ပဲမနေ့ကငါစားခဲ့တဲ့ဆိုင်မင်းတို့မြည်ကြည့်ရမယ်သူတငယ်ချင်းတွေကစတင်မှာတွေ့ဝင်နေပေမဲ့အတုံးလေးတတုံးမြည်ကြည့်ပြီးတာနဲ့အကုန်လုံးပတ်စံထုတ်ပေးကြတော့တယ်ဝတ်စားစင်ရင်မှုကောင်းမွန်တဲ့အမျိုးသမီးတယောက်ရောက်လာပြီးကြက်နှစ်ကောင်ဝယ်သွားရင်ဒါမှတကယ်ပစ္စည်းကောင်းပဲဈေးပေါ်တာအကောင်းမရှိဘူးအကောင်းဆိုရင်ဈေးမပေါ်ဘူးလို့ပြောသွားခဲ့တဲ့ဒီစကားကလီယန်ရဲ့နားထဲတနက်မတ်မတ်ဝင်သွားတာမို့သူမမျက်နှာဒေါသနဲ့မင်းမောင်သွားပြီးငါ့ကိုဆူဆူဆိုင်ကြည့်နေခဲ့တော့တယ်ည9နာရီရောက်တော့ငါဘက်ကချက်တွေအကုန်ရောင်းကုန်သွားပြန်တဲ့ချင်းနာချမ်းပတ်မှာတော့တစ်ဆက်ကောင်မကကြံနေသေးတယ်သူဆိုင်နောက်မှာရရင်ငါးဆိုင်ရှိကတန်းစီနေတဲ့လူအုပ်ကိုစူးစိုက်ကြည့်နေခဲ့တယ်လက်သီးကိုတင်းတင်းဆုပ်ထားတာကြောင့်အယိုးတန်တွေတောင်ထွက်နေခဲ့တယ်သူဒီကိစ္စကိုအလွယ်တကူလက်လွတ်မှာမဟုတ်ဘူးဆိုတာငါသိလိုက်တယ်နောက်တနေ့နနက်မှာတော့ငါပုံမှန်အတိုင်းတုံးမိသားစုရွာစီသွားခဲ့တယ်အဖိုးကငါ့ကိုမြင်တာနဲ့ပြုံးပြုံးရွှင်ရွှင်ကြိုးဆိုခဲ့တယ်လင်းတော့မနေ့ကကြက်ကင်အယောင်းဝယ်ဘလို့လဲအဖိုးဒီနေ့ငါအကောင်80တောင်းချင်ပါတယ်အိုးဟိုအဲ့ဒီလောက်အများကြီးယူမလားနောက်ရက်ဆိုပိုတောင်ယူဦးမှာပါအဖိုးတို့ဘက်ကပို့ပေးနိုင်ပါမလားစိတ်ချပါငါတို့ရွာမှာကြက်မွေးတဲ့အိမ်တွေအများကြီးရှိတယ်မင်းစီပို့ပေးနိုင်တာတေးချပါတယ်ဆိုင်စီပြန်ရောက်တော့ရှူချင်းကပစ္စည်းတွေတင်းစီပြင်ဆင်နေတော့ကျွန်တော်တဲလာတဲ့ကြက်တွေကိုမြင်တော့မျက်လုံးတွေဝင်းလက်သွားတယ်အကိုလင်းလုံးတကယ်ပဲအစွမ်းကုန်အပြိုင်ကျဲကြတော့မှာပေါ့နော်ချင်းတာချင်းကဈေးနှုန်းစစ်ပွဲဆင်နွှဲပြီးကျွန်တော်တို့ကိုအကြက်ရိုက်အောင်လုပ်ချင်တာပါဒါပေမဲ့တကယ်ကောင်းမွန်တဲ့ပစ္စည်းဆိုတာစားသုံးသူတွေခွဲခြားသိနိုင်တယ်ဆိုတာ तू မသိဘူးညနေ3နာရီမှာကျွန်တော်ကြက်တွေကိုပြင်ဆင်နေတော့ရုတ်တရက်ပုံစံဆန်းဆန်းအမျိုးသားတယောက်ဆိုင်ပတ်လည်မှာလှည့်ပတ်ကြည့်နေပြီးဖုံးထုတ်ကတပ်ပုံရိုက်နေတာတွေ့လို့ကျွန်တော်အနာကတ်သွားပြီးဧည့်သည်ကြက်ကင်စိတ်ဝင်စားပါသလားတကောင်လောက်မြည်ကြည့်ပါလားဟုပြောလိုက်သည်ကျွန်တော်กินပြီးသားချက်တကောင်ကမ်းပေးလိုက်ရသူပတ်စံချပြီးချက်ကင်ဆွဲကထွက်သွားသည်ရှူချင်းကအနာတိုးကပ်လာပြီးဒီလူကြည့်ရတာထူးဆန်းနေတော့အကိုချက်ကင်နေတော့စိုက်ကြည့်နေတာချင်းနာချင်းစုံစမ်းဖို့လွတ်လိုက်တာဖြစ်ရမယ်ဟုတိုးတိုးလေးပြောသည်ထိုညမှာပင်ချင်းနာချင်းဤဆိုင်တွင်ဆိုင်းဘုတ်အစ်စ်ထွက်လာသည်အထူးတန်းတိုင်းရင်ချက်အထူးဈေးနှုန်း38ရွန်ညဈေးအကောင်ဆုံးတိုင်းရင်ချက်အခြားဆိုင်များထက်ဈေးတက်တာပြီးကိုမိုအရသာရှိသည်ဟုရေးထားသည်ကျွန်တော်အနာတိုး၍တွားကြည့်ရာသူ၏မိခင်စင်ပေါ်ရှိချက်များမှာမျိုးစိတ်ပြောင်းသွားသည်မှာအမှန်ပင်သို့တော်တစ်ချက်ကြည့်ုံဖြင့်လွတ်ကြောင်မွေးထားသည့်တိုင်းရင်ချက်မဟုတ်ပဲအလွန်ဆုံးမှချန်လောင်မွေးတိုင်းရင်ချက်များသာဖြစ်ကြောင်းသိနိုင်ကအသားရည်သွေးမှာကျွန်တော်နှင့်လုံးဝမရှင်းနိုင်ပေထို့ထက်ပိုအရေးကြီးသည်မှာချင်းနာချင်းသည်ကျွန်တော်အရသာကိုတူပတ်ခြင်းတစ်ဖြစ်စတူးရည်ထဲသို့ဟင်းခတ်အမွေးကြိုင်များအလွန်ကျွံထည့်ထားခြင်းဖြစ်သည်အနက်မှာပြင်းလုံးတစ်ဖြစ်အန်ဂျင်စရာကောင်းပြီးစက်သားဤတဘာဝအချိုတက်ကိုလုံးဝဖုံးလွှာသွားသည်သို့တော်အခြေအနေမသိသည့်စားသုံးသူများမှာအနက်မွေးမွေးနှင့်ဈေးတက်တာသည်ကိုသဘောကျကမနှဲမနှောတွားရဝယ်ယူကြသည်ရှူချင်းကချင်းနာချင်းဆိုင်ဘက်သို့ကြည့်လိုက်ရာတန်းစီနေသည့်လူတန်းကြီးကိုမြင်တစ်ဖြစ်စိုးရိမ်လာပြီးအကိုလင်းတုံးသူဒီလိုလုပ်ရင်ကျမတို့စီးပွားရေးထိခိုက်တော့မှာပဲဟုပြောသည်မထိခိုက်ပါဘူးစောင့်ကြည့်စမ်းပါကျွန်တော်ထင်သည့်အတိုင်းပင်နိုင်ဝက်ပင်မပြည့်သေးမီအတော်ကြီးတယောက်မျက်နှာစုပုတ်ပုတ်ဖြစ်ကျွန်တော်ဆိုင်သို့တန်တန်မတ်မတ်လျှောက်လာကဆိုင်ရှင်ဒီချက်ကစစ်တိုင်းရင်ချက်ဟုတ်ရဲ့လားဟုမေးသည်အတော်စိတ်ချပါလွတ်ကြောင်းမွေးထားတဲ့ချက်စစ်ပါစောကအတော်လဲဈေးသက်တာလာမှတ်ပြီးဟိုဆိုင်ကသွားဝယ်တာအိမ်ပြန်စားတော့မှဘဲကလာတိုင်းရင်ချက်ဖြစ်ရမှာလဲမလိုက်ညှိလိုက်တာဟင်းခတ်အမွေးကြိုင်အနက်တော်မဖုံးနိုင်ဘူးအတော်သမီးဆိုတလုတ်ကြိုက်ပြီးထွေးထုတ်လိုက်ရတယ်ဘေးပတ်ဝန်းကျင်မှာလူများလဲဝိုင်းကြည့်လာကြသည်အားလုံးလာကြည့်ကြပါဦးအတော်ဟိုဆိုင်မှာပတ်စံသွားတောင်းပြီးရင်ဒီဆိုင်မှာလာဝယ်မယ်နည်းနည်းဈေးကြီးလဲကိစ္စမရှိဘူးအနည်းဆုံးတော့တကယ်ကောင်းမွန်တဲ့ပစ္စည်းစစ်ဆေးရတာပေါ့အတော်ကြီးစကားအဆုံးတွင်ချင်းနာချင်းဆိုင်မှာကြက်ဝယ်လာသည့်အခြားဝယ်သူအများပြားလဲဇဝေဇဝါဖြစ်လာကြပြီးနှစ်ယောက်ဆိုလျင်လှည့်ပြန်၍ပစ္စည်းချက်ချင်းပြန်အပ်ကြသည်ချင်းနာချင်းဘက်တွင်ရုပ်တဲရုံရင်းဆန်ခတ်ဖြစ်သွားသည်လီယန်ကဝယ်သူများကိုဆဲဆိုရန်တွေ့တော်သည်ဝယ်ပြီးမှတော့ပြန်အပ်လို့ရမလားငါတို့ကအတင်းဝယ်ခိုင်းတာမှမဟုတ်တာသူများတွေကိုတိုင်းရင်ချက်လို့ဆိုင်းပုတ်ချိတ်ပြီးဘာတွေရောင်းပေးနေတာလဲကိုယ်စိတ်ထဲကိုမသိဘူးလားဒီနေ့တော့ဘာပဲဖြစ်ငါပြန်အပ်မှာပဲမန်နေဂျာဝန်အတန်ကြား၍အပြေးရောက်လာသည်ချင်းနာချင်းမင်းဒီလိုလိန်ညာရောင်းချနေအောင်မယ်ဆိုရင်မင်းရဲ့ဆိုင်နေရာကိုချက်ချင်းပြန်သိမ်းစေမယ်ချင်းနာချင်းမျက်နှာပြတ်သွားပြီးကျွန်တော်ကိုအညိုအတေးမျက်လုံးများဖြင့်စိုက်ကြည့်နေသည်ထိုညကကျွန်တော်ချက်အကောင်80လုံးရောင်းကုန်သွားပြီးဝယ်မမီသည့်စားသုံးသူ10ယောက်မကမနှက်ဖြန်အတွက်ကြိုတင်မှယူခဲ့ကြသည်ရှူချင်းကရင်ခုန်စိတ်လှုပ်ရှားစွာဖြင့်ပတ်စံထိုင်ရင်ကိုလင်းတုံးဒီနေ့ကျမတို့အမျက်တန်2300တောင်ရတယ်နော်ရှူချင်းဒါကအစပဲရှိသေးတာပါစိုင်းသိန်းနေတုံးချင်းနာချင်းကိုအကဲခတ်ကြည့်လိုက်ရာသူ၏မိခင်စင်ပေါ်တွင်20ကြော်ကြံနေသေးသည်ကိုတွေ့ရသည်တိုက်ခတ်နေသောလေအေးနှင့်စီးကွက်များကြားတွင်မှိန်ဖြော့သောမီးရောင်အောက်မှသူ၏မျက်နှာမှာပုံမမှောက်မှ၍ကြောက်စရာကောင်းနေသည်သူလိုလူမျိုးလွယ်လွယ်နှင့်အရှုံးမပေးမှန်းကျွန်တော်ကောင်းကောင်းသိသည်နောက်တစ်ပတ်လုံးကျွန်တော်စီးပွားရေးပုံမကောင်းမွန်လာပြီးညတိုင်းချက်အကောင့်100ထက်မကကင်မရောင်းလောက်သည်တိုးတော်ချင်းနာချင်းဘက်တွေမူတစ်နေ့ထက်တစ်နေ့6ကက်လာသည်သူသည်တိုင်းရင်ချက်ဆိုင်းဘုတ်ကိုဖြုတ်လိုက်ပြီးမူလချက်ဖြူများကိုပြန်ရောင်းတော့လဲစားသုံးသူထက်ဝက်ကျော်ပျောက်ဆုံးသွားခဲ့ပြီးညတညတွင်ကျွန်တော်ချက်ကင်နေတော့လွန်ခဲ့သောအခောက်ကကြက်လာဝယ်ပြီးတပ်ပုံရိုက်သွားသည့်အမျိုးသားပြန်လာသည်ကိုတွေ့ရသည်ဒီတစ်ခေါက်တွင်သူနှစ်ကောင်ဝယ်သွားပြီးပတ်စံချေစဉ်ဆိုင်ရှင်ခမရချက်ကဘာလို့ဒီလောက်တောင်မွေးတာလဲဘာဟင်းခတ်အမွေးအကြိုင်တုံးထားတာလဲဟုဆက်စုမေးမြန်းသည်မျိုးရိုးစင်ဆက်လှုပ်ဝက်နေမှုပြင်ပလူကိုမတင်ပေးပါဘူးဒီလူတန်တရားဖြစ်เสียကောင်းသည်ဒါ3ကြိမ်မြောက်ရောက်လာတာဖြစ်သည်သူ့ကိုဝယ်ပါစေဘလို့ပဲဖြစ်တူပလို့ရမှာမဟုတ်ပါဘူးနောက်တနေ့နနက်2နာရီတွင်ကျွန်တော်နှင့်ရှူချင်းသည်ပုံမှန်အတိုင်းချက်များကိုပြင်ဆင်နေကြသည်ဒါကလွန်ခဲ့သောတစ်နှလုံးလုံးကျွန်တော်သူတည်တနာပြုထားသည့်တည်တံ့နည်းပညာဖြစ်သည့်ချက်တိုင်းကိုနှက်မထားမိလက်ဖြင့်နှိမ့်နေပေးရသည်ချက်သားထဲမှသွေးနှင့်အညီနှက်များလုံးဝထွက်သွားအောင်ပြုလုပ်ရချ
အင်းဖြစ်ပြီးဒီအဆင့်သည်အနည်းဆုံးနိုင်ဝက်ခန့်ကြာမြင့်သည်ထို့နောက်လှုပ်ဝက်စတူ၏ဖြစ်6နာရီကြာနှက်ထားရပြီးဟင်းခတ်အမွေးကြိုင်များအသားထဲစိတ်ဝင်အောင်လှုပ်ဆောင်ရသည့်အရေးကြီးဆုံးမှာမိပူချိန်ထိန်းချုပ်ခြင်းဖြစ်သည်တိုင်းရင်ကျက်သားသည်ကြစ်လစ်ပြီးကျုံနိုင်ဆန်းနိုင်စွမ်းရှိသည်မိပြင်းလုံးပါကအပြင်ခွန်တူးသွားမည်မိပြော့လုံးပါကအတွင်းသားမကျက်ပဲဖြစ်မည်မိအလဲလက်ဖြင့်ဖြည်းဖြည်းချင်းกินရပြီး3မိနစ်တစ်ကြိမ်လှည့်ပေးကစီတုပ်ပေးရသည်ဒီလုပ်ငန်းစဉ်တစ်ခုလုံးမိနစ်40ကြာဒါမြင့်သည်ဒီအသေးစိတ်အချက်လက်များကိုနှစ်ပေါင်းများစွာအတွေ့အကြုံမရှိပါကကျွမ်းကျင်စွာလှုပ်ဆောင်နိုင်မည်မဟုတ်ပေလင်းတုံးချင်းနာချင်းခိုးတူးလို့ရင်ရမလားတူပလို့မရပါဘူးခုချိန်မှာသူဈေးလျှော့ဖို့အေးခဲချက်တွေကိုပဲတုံးနေတာနှက်ထားဖို့အချိန်တော့မရှိတာနှိမ့်နေပြီးအညီထုတ်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူးညှို့လင့်ထားသည့်အတိုင်းတစ်ပတ်ကြာတွင်ချင်းနာချင်းဆိုင်မှကြက်များပြဿနာစတင်တက်လာသည်ကြက်လာဝယ်သူများကကြက်သားမှာချင်းစုပ်အရသာရှိပြီးအနံ့ဆန်းဆန်းထွက်နေသည်ဟုပြန်လာဆဲဆိုကြသည်ကျွန်တော်သူ၏ဆိုင်ရှိမှဖျက်လျှောက်စဉ်လှမ်းကြည့်လိုက်ရာအေးခန်းတကားမှာတေချာမပိတ်ထားပဲအတွင်း၌အေးခဲချက်ထုံများစွာပုံထားသည်ကိုတွေ့ရသည့်အချို့ထုံများတွင်ရေခဲတုံးကြီးများပိတ်ဖုံးနေသည်လီယန်ကကုံရောင်းသူနှင့်ဖုံးပြောနေပြီးအတန်ကိုနှိမ်ကဈေးနှဲထက်လျှော့ပေးလို့ရမလားခုစီးပွားရေးကောင်းမနေဘူးဒီဈေးနဲ့ကျမတို့မခံနိုင်ဘူးဟုပြောနေသည်ချင်းနာချင်းကဘေးတွင်ရက်နေပြီးမျက်နှာမှာခက်ထန်၍ကြောက်စရာကောင်းလာသည်ထိုညမှာပင်ကျွန်တော်ကြက်ကင်နေစဉ်ချင်းနာချင်းတန်တန်မတ်မတ်လျှောက်လာပြီးဆိုင်ရှိတွင်အကြာကြီးရက်နေပြီးမှလင်းတုံးမင်းရဲ့လှုပ်ဝက်နီးစနစ်ကိုငါ့ကိုနည်းနည်းတင်ပေးလို့ရမလားဟုစတင်ပြောဆိုလာသည်အကိုဒီကိစ္စတော့တကယ်မဖြစ်နိုင်ဘူးငါမင်းကိုငါတောင်းပေးမယ်မင်းနီးစနစ်ပဲပြောပြလိုက်ပါအကိုဒါပတ်စံကိစ္စမဟုတ်ပါဘူးအကိုယူသုံးလို့မရလို့ပါမင်းပါဆိုလို့တာလဲငါ့ကိုအထင်သေးတာလားအကိုကအေးခဲချက်သုံးတာကျွန်တော်ကလက်ဆက်တဲ့တိုင်းရင်ချက်သုံးတာနီးစနစ်ပေးလိုက်ရင်တော့အကိုကျွန်တော်အရသာလို့ရအောင်กินနိုင်မှာမဟုတ်ဘူးချင်းနာချင်းဆုံသွားပြီးခဏမြငြိမ်သက်သွားသည်ဘေးမှာလီယန်ကအတန်ကြဲကြဲဖြင့်လင်းတုံမင်းအလွန်ကြုံမလုံးနဲ့ကြက်မျိုးစားပြောင်းလိုက်တာမို့လို့ဘာများထူးဆန်းသွားလို့လဲဟုအော်ပြောသည်ကျွန်တော်သူမကိုဂယုမဆိုင်ပဲဆက်လက်ကြက်ကင်နေခဲ့သည်ချင်းနာချင်းကျွန်တော်ကိုအကြာကြီးစိုက်ကြည့်နေပြီးနောက်ဆုံးတွင်လှည့်ထွက်သွားသည်သူထွက်သွားသည်ကြောပြင်မှာကြည့်ရတာကူကယ်ရမဲ့နေပုံရသည်ရှူချင်းကသူအရှုံးပေးလိုက်ပြီလားဟုတိုးမေးသည်ဟုတ်မှာမဟုတ်ဘူးသူလိုလူကအကြက်ရိုက်လေယူတွတ်တာတွေပို့လို့လေပဲလီရွာတို့ပစ္စည်းသွားယူစဉ်အဖိုးအိုကကြည့်ရတာပုံမှန်မဟုတ်တဲ့ဖြင့်ကျွန်တော်ဘာဖြစ်လို့လဲဟုမေးလိုက်ရာအဖိုးကအကြာကြီးတိုးဆုံနေပြီးမှလင်းတို့ရဲ့မနေ့ကမင်းเจ้าလာစုံစမ်းတဲ့သူရှိတယ်မင်းငါစီကပစ္စည်းဘလောက်ယူလဲဘလောက်ဈေးလဲမေးနေတာဘလို့လူလဲအဖိုးမတိဘူးစိတ်နဲ့ကားကောင်းကောင်းစီးလာပြီးငါ့ကိုရွမ်း200တောင်ပေးတယ်အဖိုးသူ့ကိုပြောပြလိုက်သလားငါမပြောလိုက်ပါဘူးဒါပေမဲ့သူအခြားလူတွေကိုဆက်မေးမယ်လို့ထင်တယ်ကျေးဇူးပါအဖိုးနောက်တစ်ခါလာမေးရင်မတိဘူးလို့ပဲပြောလိုက်ပါထိုးညမှာပင်ချင်းနာချင်းဤဆိုင်တွင်ရုတ်တရက်ဆိုင်းဘုတ်အစ်စ်တက်လာသည်နောက်ဆုံးပေါ်လှုပ်ဝက်နီးစနစ်ဘိုးဘွားစင်ဆက်မူလလက်ရာဟုရေးထားသည်သူဤမိခင်စင်ပေါ်မှကြက်ကင်အနက်မှာပြင်းထန်စွာမှွေးကြတိုင်နေပြီးနှာခေါင်းကိုပင်ဆူရှစေသည်ကျွန်တော်အနာကပ်၍အနံ့ခံကြည့်ရာတဘာဝအနံ့မဟုတ်ပဲဟင်းခတ်အမွေးကြိုင်များလွန်ကဲနေသည်ကျွန်တော်ရင်ထဲထိတ်ခနဲဖြစ်သွားသည်ချင်းနာချင်းဒီလိုအနံ့ပြင်းအောင်လုပ်ဖို့မထဲတင်သည့်ပစ္စည်းများစတူးရည်ထဲထည့်ထားတာတေချာသည်ဒီနီလန်ကရေတိုမှာဝဲသူဆွဲဆောင်နိုင်ပေမဲ့ကြာရင်ပြဿနာတက်မှာတေချာသည်သူ့ဆိုင်ရှိမှရှည်လျားသောတန်းစီစရာကိုကြည့်ရင်မကောင်းသောအတိတ်နိမိတ်ကိုခံစားလိုက်ရသည်ချင်းနာချင်းဤနီးစနစ်တက်မှာတကယ်ပင်ထိရောက်လာသည်ထိုဆူရှသောအနံ့သည်ညစီတစ်ခုလုံးပြန့်နှံ့သွားပြီးပထမဆုံးအကြိမ်လာရောက်သည့်စားသုံးသူများမှာထိုအနံ့ကြတောင်ဆွဲဆောင်ခံလိုက်ရသည်လီယန်ကဆိုင်ရှိတွင်ရက်၍ဘိုးဘွားစင်ဆက်လှုပ်ဝက်နေပါတစ်စေးလုံးမှာဒီဒီဇိုင်းနဲ့ရှိပါတယ်ဟုစိတ်လွတ်ကိုလွတ်အော်ရောင်းနေသည်ရှူချင်းကချင်းနာချင်းဆိုင်ဘက်မှအယောင်းဝယ်ကိုကြည့်ပြီးစိုးရိမ်စွာဖြင့်အကိုလင်းလုံးသူဒီလိုလုပ်ရင်ကျမတို့ဝယ်သူတွေအကုန်ပါသွားမှာလားဟုမေးသည်ကျွန်တော်ကောင်းခါလိုက်သည်မပါပါဘူးပုံမှန်ဝယ်သူတွေကအရသာကိုခွဲခြားသိပါတယ်ထင်သည့်အတိုင်းပင်ချင်းနာချင်းဘက်တွင်ဝယ်သူတစ်များတိုးလာတော့လဲကျွန်တော်ဘက်မှပုံမှန်ဝယ်သူတယောက်မျှရောမသွားပေသူတို့ဒီကျွန်တော်ချက်ကင်ဝယ်ယူရန်အချိန်ကြာကြီးတန်းစီဆောင်ဆိုင်ကြတော့ပင်ပုံမှန်ဝယ်သူအကိုတယောက်ကဆိုင်ရှင်စောစောကဟိုနာကဖြစ်လာတာအနံ့တော့မွေးသားရတာကဓာတုဆေးတွေထည့်ထားတယ်လို့ပဲဟုပြောသည်ကျွန်တော်ဘာမှမပြောဘဲခေါင်းငုံ၍ချက်ကိုသာစက်ကင်နေခဲ့သည်ည10နာရီခွဲခန့်တွင်ချင်းနာချင်းဘက်မှရုတ်တရက်ရန်ဖြစ်တန်ထွက်ပေါ်လာသည်မိမလာတဦးသည်ကြက်တဝက်ကိုကင်ဆောင်၍သူ၏ဆိုင်ရှိသူအချိန်ဖြစ်ပြေးဝင်သွားကဆိုင်ရှင်ဒီချက်ဘာဖြစ်တာလဲနှစ်လုတ်ပဲစားရသေးတယ်လဲချောင်းတွေပူဆက်ပြီးရှာရီပါထုံသွားတယ်ဟုအော်ပြောသည်လီယန်ကစိတ်ပြက်လက်ပြက်ဖြစ်နင့်ခန္ဓာကိုယ်မှာပြဿနာရှိလို့ဖြစ်မှာပေါ့အခြားလူတွေစားတာဘာမှမဖြစ်ဘူးဟုပြောသည်ထိုမျိုးသမီးဒေါသထွက်လုံး၍မျက်နှာနီရဲသွားပြီးငါခန္ဓာကိုယ်မှာဘာပြဿနာရှိလို့လဲနင်တို့ချက်ထဲမထဲတင်တာတွေထည့်ထားတာတေချာတယ်ဟုပြောသည်ချင်းနာချင်းအပြေးလွှာရောက်လာပြီးညီမလေးပတ်စံပြန်ပေးပါမယ်ဟုဖြောင်းဖြသည်ထိုမျိုးသမီးကကြက်ကင်ကိုစပွဲပေါ်ရိုက်ချလိုက်ပြီးငါပတ်စံပြန်မလို့ခြင်းဘူးဒီချက်ထဲဘာတွေထည့်ထားလဲတေချာပြောစမ်းပါဟုတောင်းဆိုသည်ဘေးပတ်ဝန်းကျင်မှာလူများဝိုင်းကြည့်လာကြပြီးစောစောကကြက်ဝဲသွားသည့်အချို့ဝဲသူများလည်းဇဝေဇဝါဖြစ်လာကြသည်တယောက်ကမြည်ကြည့်ပြီးမျက်မှောင်ကျုပ်ကရတာကတကယ်ဆန်းနဲ့စားပြီးရင်လဲချောင်းခါတယ်ဟုပြောသည်မန်နေဂျာဝန်အတန်ကြား၍ရောက်လာပြီးချင်းနာချင်းအားပါဝင်ပစ္စည်းစည်းရင်းပြခိုင်းသည်ချင်းနာချင်းတိုးဆုံနေပြီးမှစရင်မှာအိမ်မှာကြံခဲ့သည်ဟုပြောသည်မန်နေဂျာဝန်မျက်နှာတင်းမာသွားပြီးမနှက်ဖြန်မဖြစ်မနေယူလာရမယ်မဟုတ်ရင်ဆိုင်ပိတ်ခိုင်းရလိမ့်မယ်ဟုတတိပေးသည်ထိုညကချင်းနာချင်းဆိုင်စောစောတိမ့်သွားသည်သူနှင့်လီယန်ဆိုင်နောက်ဘက်တွင်ရန်ဖြစ်နေသည်ကိုကျွန်တော်တွေ့ရသည်လီယန်ကဒီပစ္စည်းတွေအများကြီးမထဲနဲ့လို့ပြောတာကြပြီးအခုတော့ပြဿနာတက်ပြီမဟုတ်လားဟုဆွဆွဲသည်ချင်းနာချင်းကသူမကိုတွန်းထုတ်လိုက်ပြီးပါဇက်ပိတ်ထားရောင်းမကောင်းလို့တုံးရတာပေါ့ဟုအော်ဆဲသည်နောက်တနေ့တွင်ချင်းနာချင်းဆိုင်မဖွင့်ပေတရားဝင်ပါဝင်ပစ္စည်းစရင်ရရှိရန်အစားအသောက်ဓာတုပစ္စည်းလောက်ကင်သည့်တငယ်ချင်းထံတွားရောက်စုံစမ်းနေကြောင်းသတင်းကြားရသည်သို့သောထိုမျိုးသမီးကလွယ်လွယ်မလျှော့ပဲကြံရှိသောချက်ကိုတက်ခွဲခန်းသို့ပို့ဆောင်စစ်ဆေးလိုက်သည်၃ရက်ကြာတွင်စစ်ဆေးချက်ရလက်ထွက်ပေါ်လာသည်ချင်းနာချင်း၏ချက်ကင်တွင်စံချိန်စံညွှန်းထက်ကျော်လွန်သောတူပအနှံ့ဆေးများနှင့်အချို့မုံများပါဝင်နေကြောင်းတွေ့ရှိရသည်နင်းနီတုံးလေပြဿနာမရှိတော့လဲအနက်ပြင်းစေခြင်းတစ်ဖြစ်စံချိန်စံညွှန်းထက်အလွန်အကျွံတုံးဆွဲခဲ့ခြင်းဖြစ်သည်မန်နေဂျာဝန်ကအစီရင်ခံစာဖြစ်ချင်းနာချင်းထံတွားရောက်ကဆိုင်ကိုချက်ချင်းပိတ်သိမ်းခိုင်းလိုက်သည်ချင်းနာချင်းမျက်နှာပြန်တန်းသွားပြီးမန်နေဂျာစီးပွားရေးဖြစ်ချင်လို့ပါနောက်မထဲတော့ပါဘူးလို့ကတိပေးပါတယ်ဟုအတနာခံသည်မန်နေဂျာဝန်ကခေါင်းခါလိုက်ပြီး
ဒါကတိပေးုံနဲ့မပြီးဘူးအစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးကအရေးကြီးတယ်စံချိန်မီမှပြန်ဖွင့်ရမယ်ဟုပြောသည်လီယန်ကငိုယိုကားအကူအညီပေးပါဦးကျွန်တော်တို့မိသားစုဒီဆိုင်နဲ့ပဲရက်တည်နေတာပါဟုတောင်းပန်သည်စတဲ့ကတေချာမစင်းစားပဲပြဿနာတက်မှနောက်တရနေတာကိုချင်းတာချင်းဤဆိုင်မှာဆိုင်းပုတ်ချိတ်၍ပိတ်သိမ်းခံလိုက်ရသည်ထိုသတင်းမှာညစည်းတစ်ခုလုံးသို့လင်းမြန်စွာပြန့်နှံ့သွားပြီးကြက်ဝယ်ဘူးသူများထိတ်လန့်သွားကြသည်ရှူချင်းက၆ကပ်နေသောချင်းတာချင်းဆိုင်ဘက်သို့ကြည့်ကာဒါကိုကိုပြုသောကံကိုထံပြန်လာတာခေါ်တဲ့စီးပွားရေးမှာရိုးသားမှုကအဓိကပဲပတ်စံပဲကြည့်ပြီးရှောက်ထဲတော့ပြဿနာတက်တာပေါ့ဟုပြောသည်ထိုညတွင်ကျွန်တော်စီးပွားရေးအလွန်ကောင်းမွန်ခဲ့သည်ချင်းတာချင်းထံမှဝယ်သူအများပြားကျွန်တော်ဆိုင်သို့ပြောင်းလဲအားပေးကြသည်အဖိုးတစ်ယောက်ကမင်းတို့ဆိုင်ကစိတ်ချရဆုံးပဲနည်းနည်းဈေးကြီးပေမဲ့စိတ်အေးရတယ်ဟုပြောရကျွန်တော်ကစိတ်ချပါအဖိုးတဘာဝဟင်းခတ်အမွေးကြိုင်မဲ့သုံးတာပါဘာမှမတန်ရှင်းတာမထည့်ပါဘူးဟုပြန်ပြောသည်ည7:00နာရီတွင်ကြက်များအကုန်ရောင်းကုန်သွားသည်ဆိုင်သိမ်းချိန်တွင်ချင်းတာချင်းတယောက်တည်းပိတ်ထားသောဆိုင်ရှိတွင်ရက်နေသည်ကိုတွေ့ရသည်လီယန်ပဲရောက်သွားမှမသိပဲသူ၏ကြောပြင်မှာအလွန်အထီးကျန်နေပုံရသည်ပြန်ကြရအောင်ကျွန်တော်လက်တွင်းရင်းချင်းတာချင်းဘေးမှဖြတ်သွားစဉ်သူကရုတ်တရက်လင်းတုံမင်းဝမ်းသာနေတယ်မဟုတ်လားဟုမေးသည်ကျွန်တော်ခြေလမ်းရက်လိုက်ပြီးကျွန်တော်အကိုကိုလှောင်ပြောင်ဖို့ဘယ်တော့မှမစင်စားခဲ့ပါဘူးအကိုကိုယ်တိုင်ဒီလမ်းကိုရှောက်လာခဲ့တာပါဟုပြန်ပြောသည်ချင်းတာချင်းကမဲပြုံးလိုက်ပြီးတူတူချက်ကင်တာကိုမင်းချက်ကဘာလို့ဒီလောက်ရောင်းကောင်းတာလဲငါနားမလည်နိုင်ဘူးဟုပြောသည်ကျွန်တော်ကအရေးသွေးကောင်းတာတွေသုံးလို့ပါမနေ့2နာရီ3နာရီဆိုထပြီးချက်နေပေးရတယ်အရေးသွေးလုံးဝမလျှော့ခဲ့ဘူးချင်းတာချင်းမြင့်တက်သွားသည်ကျွန်တော်ဆက်လက်၍အကိုအရင်က3000ပေးတော့ကလည်းကျွန်တော်မတော်တာထွက်ခဲ့ပါဘူးတကယ်စက်ယုံအတက်ပညာဆိုတာခိုးယူလို့မရဘူးဆိုတာသိလို့ပါလှုပ်ဝက်နေဆိုတာဟင်းခတ်အမွေးကြိုင်နေမဟုတ်ပါဘူးစေတနာထဲတာပါဟုပြောပြီးရှူချင်းလက်ကိုဆွဲကထွက်ခွာခဲ့သည်နောက်ွယ်မှချင်းတာချင်းဤတုံလီသောအတန်ဖြင့်လင်းတုံးကတကယ်နောက်တရပါတယ်ဟုအော်ပြောတန်ထွက်ပေါ်လာသည်ကျွန်တော်လည်းမကြည့်ပဲခြေလမ်းမြင့်လိုက်ပြီးရှူချင်းကကျွန်တော်လက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကင်ထားသည်ဒီပြိုင်ပွဲမှာကျွန်တော်တို့တဝက်အနိုင်ရသွားပြီဆိုတာသူမသိတော်လဲချင်းတာချင်းလွယ်လွယ်နဲ့လက်လျှော့မီမဟုတ်ကြောင်းကျွန်တော်သိသည်အကြက်ရိုက်နေသောလူတစ်ယောက်သည်ဘာမဆိုလုပ်နိုင်သည်ဆိုင်ပိတ်တိန့်ခံရသည့်ငါရက်မြောက်နေ့တွင်ဆယ်လီတယောက်ညဈေးသို့ရောက်ရှိလာသည်ညနေပိုင်းကျွန်တော်မိခင်စင်ပြင်ပြီးချိန်တွင်ဘန်ကားတစ်စီးဝင်လာပြီးအုတ်ထုံနှင့်နှာခေါင်းစည်းတက်ဆင်ထားသောလူငယ်တဦးဆင်းလာသည့်အနောက်တွင်ကင်မရာထမ်းထားသည့်လူနှစ်ယောက်ပါလာသည့်ရှူချင်းကအကိုလင်းတုံးသူတို့ဘာလုပ်တာလဲဟုမေးသည်ဗီဒီယိုရိုက်တာထင်တဲ့နာမည်ကြီးအစားတောက်ဘလော့ဂါတွေဖြစ်မယ်ဈေးတယ်များမှာမီဒီယာတွင်ပါဝင်ခွင့်ရရန်ပြင်ဆင်ကြသည့်ထိုလူငယ်သည်ညဈေးတစ်ခုလုံးလှည့်ပတ်ကြည့်ရှုတော်လဲမြည်သည့်ဆိုင်တွင်မျှမရက်တန့်ခဲ့ပေထိုစဉ်လီယန်ကလူအုပ်ထဲမှပြေးထွက်လာပြီးထိုလူငယ်၏လက်မောင်းကိုဆွဲကာကိုလူချောကျမတို့ဆိုင်မှာလာမြည်ကြည့်ပါဦးကျမတို့ဆိုင်ကညဈေးရဲ့နံပါတ်1ချက်ကင်ဆိုင်မှာ10နှစ်ကျော်ဖွင့်လှစ်ထားတဲ့ဆိုင်ဟောင်းကြီးပါဟုပြောသည်လူငယ်မှာခဏမျှတုတ်ဆိုင်သွားပြီးလီယန်ညအန်ပြသည့်ချင်းနာချင်းဆိုင်ဘက်သို့ကြည့်လိုက်သည်ချင်းနာချင်းသည်ဆိုင်နောက်တွင်ရက်လျက်တင်းမာသောအပြုံးကိုဖန်တီးနေသည်လူငယ်ကခဏမျှတုတ်ဆုပ်နေပြီးမှလီယန်နောက်သို့လိုက်ပါသွားသည်လီယန်ကလမ်းတစ်လျှောက်လုံးကျမတို့ချက်ကင်ကဘိုးဘွားဆင်ဆက်လှုပ်ဝက်နေပါဒီလမ်းမှာရှင်းနိုင်သူမရှိပါဘူးဟုကြွားဝပြောဆိုသွားသည်ကင်မရာကရိုက်ကူးနေပြီးဈေးတယ်များမှာတူတူပြောဆိုနေကြသည်ရှူချင်းကစိုးရိမ်စွာဖြင့်သူတို့ဘာလို့ချင်းနာချင်းဆိုင်ကိုသွားတာလဲဟုမေးရကျွန်တော်ကကိစ္စမရှိပါဘူးသွားပေးစေဟုအေးဆေးစွာပြန်ပြောလိုက်ပြီးချင်းနာချင်းကကင်မရာကိုမြင်တစ်ဖြစ်တက်ကြွသွားကချက်တကောင်ကိုကင်စင်ပေါ်မှမယူ၍အတုံးလေးများတုံးကပကံထဲထည့်ပေးသည်လီယန်ကကိုလူချောမြည်ကြည့်ပါဦးဒီညဈေးမှာအကောင်းဆုံးပါပဲဟုလှုပ်ရှားပြောသည်လူငယ်ကနှာခေါင်းစည်းကိုချုပ်လိုက်ပြီးကြက်သားတုံးကိုကိုက်စားလိုက်ပြီးနှစ်လုံးသုံးလုံးဝါပြီးနောက်မျက်မှောင်ကျုပ်သွားသည်လီယန်ကဘလို့လဲအလုံးမွေးတာပဲမဟုတ်လားဟုမေးသည်လူငယ်ကဘာမှမပြောဘဲနောက်တစ်လုံးထပ်ကိုက်ကတူကိုစပွဲပေါ်တင်လိုက်သည်ထို့နောက်ကင်မရာဘက်သို့လှည့်၍ဒီချက်ကင်ကအနက်တကယ်ပြင်းပါတယ်ဒါပေမဲ့တဘာဝမကြပဲတူကအနက်စေးအနက်တွေတေချာထွက်နေတယ်အသားကလည်းချင်းဆုပ်ဆုပ်အရသာရှိပြီးကြာရှည်အေးခဲထားတဲ့ကြက်သားတုံးထားတာဖြစ်မယ်ဟုပြောသည်လီယန်မျက်နှာပြနှမ်းသွားပြီးဘာရီလျှောက်ပြောနေတာလဲကျမတို့ချက်တွေကအကုန်လက်ဆက်ပါတယ်ဟုအော်သည်လူငယ်ကခေါင်းခါလိုက်ပြီးကျွန်တော်အစားအသောက်ရီဘူးလောက်တာ3နှစ်ရှိပါပြီဘယ်ချက်ကဘာရတာဆိုတာမသိပဲနေမလားခင်ဗျားတို့ချက်ကမလက်ဆက်တဲ့အပြင်အနက်ဈေးတွေအလွန်ကျွန်းထည့်ထားလို့စားပြီးရင်လဲချောင်းခါတယ်ဟုပြန်ပြောသည်ချင်းနာချင်းဒေါသကြောင့်မျက်နှာမဲမောင်သွားပြီးစင်ချေပေးရန်ကြိုးစားတော့လဲလူငယ်ကလက်ထွက်သွားခဲ့ပြီးလီယန်ကလိုက်ဆွဲရန်ကြိုးစားတော့လဲကင်မရာမန်ကတားဆီးလိုက်ပြီးဘေးပတ်ဝန်းကျင်မှာဈေးတယ်များကပွဲကြည့်နေကြပြီးထိုက်တာပေါ့ဒီလိုပစ္စည်းတွေမတက်မရှင်းထည့်ခိုင်းတာကိုဟုတိုးပြောကြသည်လူငယ်ကညဈေးတဲ့ဆက်လက်လက်ကြည့်ရှုရင်းကျွန်တော်ဆိုင်ရှိရောက်တွင်ခြေလမ်းရက်တက်လိုက်ပြီးကျွန်တော်မိသွေးမိစင်ပေါ်တွင်ချက်ကိုလှည့်กินနေစဉ်စစ်မှန်သောအသားကင်အနံ့မွေးမွေးလေးမှာမိကိုများနှင့်အတူပြက်လွင့်နေသည်သူအသက်ပြင်းပြင်းရှူသွင်းလိုက်ပြီးကျွန်တော်ဆိုင်ခံတန်းတန်းမမတ်လျှောက်လာခဲ့သည်သူကျွန်တော်ဆိုင်ရှိတွင်ရက်၍မိခင်စင်ပေါ်ရှိချက်ကိုတေချာစိုက်ကြည့်ကာဆိုင်ရှင်ခမည်းဆိုင်ကကြက်ကင်အနံ့ကတဘာဝအရန်ကြတာပဲနော်ဟုပြောသည်ကျွန်တော်မောကြည့်လိုက်ပြီးကျွန်တော်တို့ကအရေးသွေးမြင့်ပစ္စည်းစစ်ကိုပဲသုံးတာပါဘာမှမတန်ရှင်းတာမပါပါဘူးဟုပြန်ပြောသည်လူငယ်ဤမျက်လုံးများဝင်းလက်သွားပြီးတတုံးလောက်မြည်ကြည့်လို့ရမလားဟုမေးသည်ကျွန်တော်တတုံးကြီး၍ကမ်းပေးလိုက်ရာသူကိုက်စားလိုက်ပြီးမြင့်တက်သွားသည်ဖြည်းဖြည်းချင်းဝါရင်မျက်လုံးများပြူးကျဲလာကအတုံးကြီးတတုံးထက်မန်းကိုက်စားလိုက်တော့သည်ကင်မရာကိုကြည့်ပြီးပြောလိုက်တယ်အားလုံးပဲဗျာကျွန်တော်တို့ပစ္စည်းကောင်းနဲ့တွေ့နေပြီဒါမှတကယ်ချက်ကင်စစ်ပေါ်ဗျာကြည့်လိုက်ပါဦးချက်အရေးခွန်ဆိုရင်ရွှေဝါရောင်တန်းပြီးအစ်ဆက်ကျွတ်ဆက်နေတာပဲကိုက်လိုက်တာနဲ့ချက်စီကပါဆက်ထဲမှာစိတ်ထွက်လာတာပဲသူချက်ပေါင်ကိုနောက်တစ်ကိုက်ထပ်ကိုက်လိုက်တယ်အသားကကြစ်လစ်ပြီးအဝါရတာတကယ်စိတ်နေတာပဲတစ်ချက်ကြည့်လိုက်တာနဲ့တင်တော့ချက်စစ်ဆိုတာသိတာပါတယ်လှုပ်ကြောင်မွေးထားတဲ့ချက်ဖြစ်တဲ့အပြင်မွေးပြက်တဲ့အနံ့ကလည်းတဘာဝဟင်းခတ်အမွေးကြိုင်တန်တန်ရဲ့အရသာပဲဓာတုဆိုးစေးလုံးဝမပါဘူးဘေးပတ်ဝန်းကျင်ကလူတွေစုပြုံရောက်ရှိလာကြတယ်လူငယ်ကဆက်ပြောပြတယ်အရေးကြီးဆုံးကမီးအပူချိန်အနေတော်ပဲအပြင်ကကျွတ်ပြီးအတွင်းကနူးညံ့နေကိုက်လိုက်တဲ့အကိုက်တိုင်းမှာစက်သားရဲ့အရသာအပြည့်ဝရတယ်ဒီလိုလက်ရမျိုးကအတွေ့အကြုံနှစ်ပေါင်းများစွာမရှိရင်လုပ်လို့ရမှာမဟုတ်ဘူးရှူးချိန်ကရင်ခုန်လုံးလို့မျက်နှာတစ်ခုလုံးမြည်ရဲနေပြီးကျွန်တော်ကိုတိုးလေးမေးတယ်အကိုလင်းတုံးသူကနာမည်ကြီး influencer လားဟင်ကျွန်တော်လည်း professional video camera နှလုံးကိုကြည့်ပြီးခေါင်းညှိပြလိုက်တယ်ဟုတ်လောက်တယ်လူငယ်ကအဲ့ဒီချက်ကင်အပိုင်းကိုစားပြီးတော့ချက်ကင်တစ်ကောင်လုံးထပ်မှပြန်တယ်သူကစားရင်ရိုက်ကူးရင်းနဲ့ချက်ကင်ရဲ့အသေးစိတ်အချက်လက်တိုင်းကိုရိုက်ကူးထားခဲ့တယ်
ရိုက်ကူးလို့ပြီးတော့ကျွန်တော်ကိုမေးတယ်ဆိုင်ရှင်ပါလို့ဒီလိုကွယ်လွန်တဲ့နေရာမှာလာဖွင့်ရတာလဲဘေးမှာလည်းအများသုံးတန်းစင်ကန်းရှိနေတာကိုကျွန်တော်ပြုံးပြီးပြန်ဖြေလိုက်တယ်ဒီနေရာကဆိုင်ကန်းငါးကတက်တာလို့ပါပြီးတော့ကိုပစ္စည်းတကယ်ကောင်းရင်အဝေးကြီးမှာရှိနေပါစေအဝေးရောက်နေပါစေစားသုံးသူတွေရှာတွေ့မှာပဲလို့ကျွန်တော်ယုံကြည်တယ်လူငယ်ကဆိုင်ရှင်ကျွန်တော်ကိုလက်မထောင်ပြပြီးဆိုင်ရှင်ပြောတာကွက်တီပဲပစ္စည်းကောင်းရင်ဘယ်နေရာမှာပဲရှိလူတွေရှာတွေ့ကြတာပါပဲဆိုင်ရှင်ရဲ့လက်ရာကညဈေးတန်းထဲမှာပုံကွယ်နေတဲ့ထိတ်တန်းဆရာကြီးပဲဗျဗီဒီယိုရိုက်ပြီးတာနဲ့သူကကြက်ကင်နှစ်ကောင်ထပ်ဝယ်ပြီးအိမ်ပြန်သွားတယ်မပြန်ခင်မှာလဲဆိုင်ရှင်စောင့်ကြည့်ထားလိုက်မနှက်ပြန်ကြရင်ဆိုင်ပောက်ကွဲအောင်ရောင်းရတော့မယ်လို့မှားသွားခဲ့တယ်ကျွန်တော်ကတော့တိတ်ကြီးမဆိုင်ပဲခေါင်းငုံပြီးကြက်ကင်တာကိုပဲဆက်လုပ်နေပေမဲ့ရှူးချိန်ကတော့ရင်ခုန်လုံးလို့မထိန်နိုင်တော့ဘူးအကိုလင်းလုံးသူပြောတာတကယ်ဖြစ်လာမှာလားတို့တွေတကယ်ပဲနာမည်ကြီးတော့မှလားကျွန်တော်သူ့လက်ကိုအသားလေးပုတ်ပြီးနာမည်ကြီးတာမကြီးတာမရေးကြီးပါဘူးအဓိကကတို့တွေစိတ်နစ်ပြီးဆက်လုပ်ဖို့ပဲအရေးကြီးတာအဝေးမှာတော့ချင်းတာချန်နဲ့လီယန်တို့ကသူတို့ဆိုင်နောက်မှာရက်ပြီးကျွန်တော်တို့ဘက်ကိုစူးစူးဆိုင်ဆိုင်ကြည့်နေကြတယ်ဘာလို့လဲဘာလို့သူတို့ကဒီလောက်ကံကောင်းနေရတာလဲချင်းတာချန်ကဘာမှမပြောပဲကျွန်တော်ကိုမကျေနပ်တဲ့မျက်လုံးတွေနဲ့ပဲကြည့်နေခဲ့တယ်သူမဖုန်းကိုကြည့်ရင်မျက်ရည်တွေချက်ချင်းကျလာခဲ့တယ်အကိုလင်းလုံးတို့တွေတကယ်ပဲဒုက္ခကနေလွတ်မြောက်တော့မှတော့ကျွန်တော်သူ့ကိုတိုင်းဖက်ထားလိုက်ပြီးချိန်ဒါဟာစတင်ရုံပဲရှိသေးတာပါလို့ပြောလိုက်တယ်နောက်တနေ့မနက်6နာရီမှာတော့ဖုန်းကပောက်ကွဲမတက် message တွေဝင်လာခဲ့တယ်ချက်ကင်ကြိုတင်မှာယူတဲ့စာတွေကြီးပဲကျွန်တော်ရေတွက်ကြည့်လိုက်တာကြိုတင်မှာယူမှုတင်အကောင့်200ကျော်နေပြီရှူးချိန်ကဖုန်းမျက်နှာပြင်ကိုကြည့်ပြီးရင်ခုန်လုံးလို့လက်တွေပါတုံနေခဲ့တယ်အကိုလင်းတုံးဒီလောက်အများကြီးတို့တွေအချိန်မီလုံနိုင်မှာမလားကျွန်တော်ခဏလောက်စဉ်းစားလိုက်ပြီးအဖိုးစီဖုန်းဆက်လိုက်ပါချက်တွေထပ်ပြင်ထားဖို့ပြောလိုက်ဒီနေ့တော့တို့တွေအစွမ်းကုန်စူးစမ်းကြည့်ကြတာပေါ့ကျွန်တော်နဲ့ရှူးချိန်မနက်9နာရီကတည်းကချက်တွေကိုစတင်ပြင်ဆင်ခဲ့တာညနေ3နာရီအထိမအားရအောင်လုပ်ခဲ့ရလို့ခြေကုံလက်ပန်းကျမတက်ဖြစ်ခဲ့ရတဲ့ရှူးချိန်ကလက်ကောက်ဝတ်ကိုနှိမ့်နေရင်းပြောတယ်အကိုလင်းတုံးခုမှပဲတီးတော့တယ်ရုတ်တရက်နာမည်ကြီးလာတာကလည်းမလွယ်ပါလားအလွန်ကိုပင်ပန်းလွန်းလာပါတယ်ကျွန်တော်သူ့ကိုရေတစ်ခွက်ငှက်ပေးလိုက်တယ်ပင်ပန်းတာတော့ပင်ပန်းတာပေါ့ဒါပေမဲ့ဒါဟာသတင်းကောင်းမဲ့လေဒီကာလကိုကြော်ဖြတ်လိုက်နိုင်ရင်တက်တာသွားပါပြီညနေ9နာရီမှာတော့ကျွန်တော်တို့ရေတွန်းလဲကိုဆိုင်ရှိတွန်းသွားလိုက်တာနဲ့တအံ့တော်ဖြစ်သွားရတယ်ဆိုင်ဝင်မှာလူတန်းကြီးကအရှိကြီးဖြစ်နေပြီးအနည်းဆုံးလူ100ကျော်လောက်ရှိနေတဲ့ဌာနမှုဝန်ကတန်းစီလာစီကန်းတကြဖြစ်အောင်ကူညီပေးနေပြီးကျွန်တော်ကိုမြင်တာနဲ့ချက်ချင်းလှမ်းလာခဲ့တယ်လင်းတုံမင်းရောက်လာပြီးတော့ဒီလူတွေကညနေ4နာရီကတည်းကလာတန်းစီစောင့်နေကြတာကျွန်တော်အရှိကြီးတန်းစီနေတဲ့လူတန်းကြီးကိုကြည့်ပြီးတပြင်းရှိကြီးတပြင်းချလိုက်တယ်ဌာနမှုဝန်ခင်ဗျာမိတ်ပေးပြီးအစအဆုံးစီကန်းတကြဖြစ်အောင်ကူညီပေးပါဦးနော်ကျွန်တော်အမြန်ဆုံးရောက်ပေးပါမယ်ဌာနမှုဝန်ကခေါင်းညစ်ပြီးမင်းစိတ်ချပါငါကြည့်ပေးထားပါမယ်ကျွန်တော်မိဖို့ကိုစတင်မိမွေးလိုက်ရုံပဲရှိသေးတယ်လူအုပ်ထဲကနေလူတယောက်ကအော်ပြောလိုက်တယ်ဆိုင်ရှင်ကျွန်တော်မျိုးရှိဘက်ကနေကားမောင်းလာတာမင်းရဲ့ချက်ကင်ကိုတီးတက်လာဝယ်တာပါနာမည်ကြီး influencer ရဲ့ဗီဒီယိုကိုကြည့်ပြီးလိုက်လာတာမင်းရဲ့ချက်ကင်ကတကယ်ပဲအဲ့ဒီလောက်စားကောင်းလို့လားကျွန်တော်မှပြန်ပြောဖို့အချိန်မရှိဘူးခေါင်းငုံပြီးချက်ကင်တာကိုပဲဆက်လုပ်နေရတယ်ရှူးချိန်ကဘေးမှာပတ်စံသိမ်းပတ်စံကျွေးပြန်အန်ကူညီပေးနေရပြီးအလွန်ကိုမအားမလက်ဖြစ်နေခဲ့တယ်ပထမတတုတ်ချက်ကင်ပြီးတာနဲ့မွေးပြက်တဲ့အနံ့ကချက်ချင်းပတ်ဝန်းကျင်တစ်ခုလုံးပြန့်နှံ့သွားခဲ့တယ်တန်းစီဆောင်နေတဲ့လူတွေကရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ဒီအနံ့ကတော့တကယ်ကိုအံ့ဩစရာပဲပြလို့အော်ဟစ်လိုက်ကြတယ်ကုတ်အင်ဂျီဝတ်ထားတဲ့အသက်လက်ပိုင်းအမျိုးသားတစ်ယောက်ကချက်ကင်နှစ်ကောင်ဝယ်ပြီးတာနဲ့အဲ့ဒီနေရာမှာတင်ချက်ချင်းဖက်စားလိုက်တယ်သူမျက်လုံးမိလိုက်ပြီးမျက်နှာမှာအရန်ကျဉ်နေသွားတဲ့ပုံစံနဲ့ဒါမှတကယ်ချက်ကင်စစ်ပေါ်ပြကျွန်တော်ချက်ကင်စားလာတာနှစ်30ရှိပြီဒီလောက်စားကောင်းတာမျိုးတစ်ခါမှမစားဘူးသူအဲ့ဒီလိုပြောလိုက်တာနဲ့အနောက်မှာတန်းစီနေတဲ့လူတွေကပို့ပြီးတော့ရင်ခုန်စိတ်လှုပ်ရှားလာကြတယ်အဲ့ဒီအချိန်မှာပဲလူအုပ်ထဲကနေရုတ်တရက်ရင်းနှီးနေတဲ့အတန်တစ်ခုထွက်ပေါ်လာခဲ့တယ်အားလုံးပဲမဝယ်ကြပါနဲ့ဒီချက်ကင်မှာပြဿနာရှိတယ်ကျွန်တော်မောကြည့်လိုက်တော့လီယန်ကလူအုပ်ထဲကနေတိုးဝင်လာတာကိုတွေ့လိုက်ရတယ်သူမကကျွန်တော်ဆိုင်ကိုလက်ညှိုးထိုးပြီးအတန်ကြဲကြဲနဲ့ပြောလိုက်တယ်ရှင်တို့တိကျရဲ့လားသူတို့ဆိုင်ပေးမှာပါရှိလဲဆိုတာဒါအများသုံးတန့်စင်ခန်းလေးချက်ကင်ကိုအများသုံးတန့်စင်ခန်းပေးမှာกินနေတာရှင်တို့အညစ်အကြေးကိုမယုံကြဘူးလားလူအုပ်ကြီးကတိုးစတင်ပြောဆိုလာကြတယ်လီယန်ကပုတ်ခတ်ပြောဆိုတာကိုဆက်လုပ်နေခဲ့တယ်ဒါတင်မကဘူးချက်ကင်ကိုလည်းဆေးထက်အောင်စေတမနင်းဈေးကြီးရောင်းသေးတယ်နယ်ဝေးကလာတဲ့ရှင်တို့လူတွေကိုခုတ်စားမလို့ပဲဒီအနီးနားကလူတွေဘယ်သူမှသူတို့စီကမဝယ်ကြဘူးအမျိုးသမီးတစ်ယောက်ကဇဝေဇဝါဖြစ်လာတယ်တကယ်လားဟင်ဒါဆိုမဝယ်တော့ဘူးတန်းစီနေတဲ့လူတွေပြပြတော့မယ်ဆိုတာမြင်တော့ရှူးချိန်ကစိတ်ပူသွားပြီးလီယန်စီချက်ချင်းပြေးသွားခဲ့တယ်မမဘာတွေလျှောက်ပြောနေတာလဲတို့ရဲ့ချက်ကင်တွေကနေတိုင်းလက်ဆက်ပြင်ထားတာဟင်းခတ်အမွေးကြိုင်တီးတန့်ဆက်ထားတာလဲတုံးထားတာမို့ထူးဆန်းတဲ့အနံ့အသက်လုံးဝမရှိပါဘူးမရှိဘူးလို့ပြောတိုင်းမရှိဘူးလားဘသူကယုံမလဲကျွန်တော်ယုံတယ်ဗျအဲ့ဒီအချိန်မှာပဲမနေ့က influencer ကရုတ်တရက်လူအုပ်ထဲကနေထွက်လာခဲ့တယ်လူတိုင်းကသူ့ကိုစူးစိုက်ကြည့်လိုက်ကြတယ်သူကဖုန်းကိုမြှောက်ပြလိုက်တယ်မနေ့ကကျွန်တော်ရိုက်ထားတဲ့ဗီဒီယိုကြည့်ရှုသူအရေအတွက်9တန်းကျော်သွားပြီးကွန်မန့်ပေါင်း3000ကျော်ရှိတယ်ဘယ်သူမှဒီဆိုင်ကချက်ကင်မှာပြဿနာရှိတယ်လို့မပြောကြဘူးအားလုံးကလိပ်စာလာမေးပြီးလာစားရမယ်လို့ပြောနေကြတာသူလီယန်စီလှမ်းသွားလိုက်ပြီးအမကျွန်တော်အစားအသောက် review လုပ်လာတာ3နှစ်ရှိပြီဆိုင်ပေါင်းစုံရောက်ဖူးတယ်ဒီဆိုင်ရှင်ရဲ့လက်ရနဲ့ကုန်ကျန်းတွေကိုကျွန်တော်ဂုံတိတ်ခါနဲ့အမခံနိုင်တယ်သူဟာတကယ်မနှောကောင်းတဲ့ကုန်တဲ့တယောက်ပဲလီယန်ရဲ့မျက်နှာကအရှက်ရမှုကြောင့်အမျိုးမျိုးပြောင်းလဲသွားခဲ့တယ်သူမညှင်းဆန်မှုစူးစမ်းပေမဲ့ influencer ကဆက်ပြောခဲ့တယ်ဒါပေမဲ့ပြောင်းပြန်အားဖြင့်မနေ့ကအမားတို့ဆိုင်ကိုကျွန်တော်သွားမြည်ကြည့်ပြီးအနက်တူဆေးနှံတွေအရန်ပြင်းပြီးအသားကလည်းချင်းဆိုအရသာထွက်နေပြီးဒီလိုချက်မျိုးကိုအမားတို့ကလာရောက်ရဲသေးတယ်ပေါ့လူအုပ်ကြီးကလှောင်ရဲတန်တွေထွက်ပေါ်လာခဲ့တယ်လီယန်ကဒေါသထွက်လွန်လို့တုံးလုံးနေပြီး influencer ကိုလက်ညှိုးထိုးဆဲဆိုလိုက်တယ်နင်သူ့စီကပတ်စံဘလောက်ရထားလို့ငါဆိုင်ကိုတက်တက်မဲ့တိတ်ခါချနေရတာလေကျွန်တော်ကြော်ညာဘာတစ်ခုမှလက်မခံဘူးရီဘူးတိုင်းကျွန်တော်ပတ်စံနဲ့ကျွန်တော်စားတာအမကျွန်တော်ဗီဒီယိုတွေကိုတွားကြည့်နိုင်တယ်ကျွန်တော်လည်းမပြောဘူးအဲ့ဒီအချိန်မှာပဲမနေ့ကချက်ကင်ဝယ်သွားတဲ့အဖိုးကလည်းထွက်လာခဲ့တယ်ကျွန်တော်တက်တည်ပြနိုင်ပါတယ်ဒီဆိုင်ကချက်ကင်ကတကယ်စားကောင်းတာပါမနေ့ကကျွန်တော်နှစ်ကောင်ဝယ်သွားတာမိသားစုဝင်တွေအားလုံးကသဘောကျကြတယ်ဒီနေ့မို့လို့ထပ်လာဝယ်တာ
အခြားဖောက်တီဟောင်းအများပြားလဲထွက်လာပြီးကူညီပြောပေးကြလို့လီယန်ခါများစကားမဟနိုင်အောင်ဖြစ်သွားခဲ့တဲ့ဌာနမှုဝန်ကလှမ်းလာပြီးလီယန်မင်းဒီမှာလာရှုပ်မနေနဲ့ဆက်ပြီးပြဿနာရှာနေရင်မင်းကိုညဈေးတန်းကနေမောင်းထုတ်လိုက်မယ်လီယန်ကကျွန်တော်ကိုမုန်းတီးစွာကြည့်ပြီးလူအုပ်ထဲကနေရုံထွက်သွားခဲ့တယ်ညီကိုတို့အားလုံးတွေ့ကြတယ်မလားပစ္စည်းကောင်းရင်မနာလိုတဲ့သူအမြဲရှိတတ်ပေမဲ့ရွှေစစ်ရင်မိမကြောက်ပါဘူးဗျဒီဆိုင်ရှင်ရဲ့လက်ရာကရှင်းလို့တကူတကလာရတာနဲ့တကယ်ကိုထိုက်တန်ပါတယ်သူပြောပြတာနဲ့တန်းစီနေတဲ့လူတွေနောက်ဆုံးမသွားတဲ့အပြင်ပိုးလို့တောင်တိုးလာခဲ့တယ်ကျွန်တော်နဲ့ရှူချိန်ညတကောင်10နာရီအထိမအားမလက်ရောင်းချခဲ့ရတယ်ကြက်ကင်အကောင့်200လုံးကုန်စင်သွားခဲ့တယ်ဝယ်လို့မမီလိုက်တဲ့သူတွေလည်းအများကြီးရှိသေးတယ်မမတယောက်ကကျွန်တော်လက်ကိုဆွဲပြီးပြောတယ်ဆိုင်ရှင်မနှက်ပြန်ကျမထက်လာခဲ့မယ်နော်ကျမအတွက်ဖြည်းဖြည်းအေကန်2ကောင်ချန်ထားပေးပါနော်ဆိုင်သိန်းချိန်မှာတော့ရှူချိန်ကပင်ပန်းလုံးလို့ကြမ်းပြင်ပေါ်ထိုင်ချလိုက်ပြီးမလုတ်ချင်တော့ဘူးကျွန်တော်သူမဘေးမှာဒူးထောက်ထိုင်ပြီးပခုံးကိုနှိပ်ပေးလိုက်တဲ့ချိန်မင်းပင်ပန်းသွားပြီးတော့သူမကျွန်တော်ပခုံးကိုမိလိုက်ပြီးမျက်ရည်တွေချက်ချင်းကျလာခဲ့တယ်အကိုလင်းတုံးတို့တွေတကယ်ပဲဒီလိုနေမျိုးရောက်လာမယ်လို့မထင်ထားခဲ့ဘူးကျွန်တော်သူမကိုပွေ့ဖက်ထားပြီးအဝေးကချင်းတာချန်တို့ရဲ့မှောင်မိုက်ပြီးလူသူမရှိတဲ့ဆိုင်ကန်းကိုလှမ်းကြည့်လိုက်တယ်ဒီနေ့သူတို့ကြက်တကောင်မှမယောင်းရဘူးဆိုင်တော့မှသူနဲ့လီယန်တို့ရန်ဖြစ်နေကြတာကိုကျွန်တော်တွေ့လိုက်ရတယ်ရှင်တယောက်တည်းကြောင့်ပဲအောက်တန်းကြတဲ့နီလန်းတွေတွားသုံးလို့အခုတော့အဆင်ပြေပြီမလားသူတို့နာမည်ကြီးလာတော့တို့တွေအရေးတောင်တောက်ခွင့်မရတော့ဘူးချင်းတာချန်ကသူမကိုစောင့်တွန်းလိုက်ပြီးကျမ်းပြင်ပေါ်မှာတယောက်တည်းခေါင်းကိုကင်ထားခဲ့တယ်လမ်းဘေးမီအောင်မိမ့်အောက်ကသူဤကြောပြင်ဟာအလွန်ပဲဖြောတော့ပြီးတကောင်ကျွတ်ဆန်နေခဲ့တယ်အခုချိန်မှာသူကျွန်တော်ကိုအသေးလဲမုန်းနေမယ်ဆိုတာသိပေမဲ့ဒါတွေအားလုံးဟာသူ့ကိုယ်သူလုပ်ခဲ့တာတွေကြီးပဲဆိုတာလဲကျွန်တော်ကောင်းကောင်းသိပါတယ်ရှူးချိန်ကချက်ချင်းပြောလိုက်တယ်အကိုလင်းတုံးချင်းတာချန်ကလွန်လွန်ကဲကဲတခုခုလှုပ်လာမလားမသိဘူးနော်သူဘာပဲလှုပ်တို့တွေတတိထားမှရမယ်3ရက်ကြာမှာတော့ကျွန်တော်ဆိုင်ရှိမှာနေတိုင်းတန်းစီတဲ့လူတွေအရှိကြီးဖြစ်နေခဲ့တယ်ဟို influencer ရဲ့ဗီဒီယိုကလည်း online မှာဆက်လက်ရေးပန်းစားနေပြီးကြည့်ရှုသူတန်း30ကျော်သွားခဲ့ပြီတမျိုးလုံးကလူတွေညဈေးတန်းတွေကအများသုံးတန်းစင်ကမ်းပေးမှာအရသာရှိတဲ့ကြက်ကင်ဆိုင်ရှိတယ်ဆိုတာသိသွားကြတယ်ဗတ်ပေါင်းစုံမှာတော့ချင်းတာချန်ရဲ့အခြေအနေကပိုဆိုးလာခဲ့တယ်သူတို့ဆိုင်ရှိမှာတော့စိတ်ပြက်စရာကောင်းအောင်၆ကက်နေပြီးရက်ဖန်ရန်ခါမှအကြောင်းမသိတဲ့ဖောက်တွေဖြစ်သွားကြပြီမဲ့ကြက်ကင်ကိုကြည့်ပြီးအနက်ရတာနဲ့ခေါင်းခါပြီးထွက်သွားကြတယ်လီယန်ကဆိုင်ရှိမှာရက်နေပြီးမျက်နှာကနေတိုင်းပိုဆိုးလာခဲ့တယ်လေရက်မြောက်ညမှာတော့ကျွန်တော်ကြက်ကင်နေတော့ရုတ်တရက်ချင်းတာချန်ကတွန်းလဲကိုဆိုင်စီတန်းတန်းမတ်မတ်တွန်းလာတာကိုတွေ့လိုက်ရတယ်သူဤမိဖို့ပေါ်မှာကြက်တွေပုံမှန်ထက်2ဆမကအပြစ်တင်ထားတဲ့ရှူးချိန်ကကျွန်တော်ကိုတွဲလိုက်တယ်သူဘာလို့မလို့လဲဟင်းကျွန်တော်မျက်မှောင်ကျုပ်လိုက်ပေမဲ့ဘာမှမပြောခဲ့ဘူးချင်းတာချန်ကဆိုင်ကိုပြင်ဆင်ပြီးတာနဲ့ဈေးနှုန်းတောင်းလိုက်ထိုးကြတဲ့ဆိုင်ပုတ်ကြီးချိတ်ဆွဲလိုက်တယ်ကြက်ကင်တကောင်15ဘတ်အရှုံးခံပြီးပစ္စည်းရှင်းထုတ်ရောင်းချခြင်းလီယန်ကအတန်ကုန်အော်တော့တယ်လာကြပါပစ္စည်းကောင်းကိုမလွတ်စေနဲ့တကောင်15ဘတ်ပဲညဈေးတန်းမှာအချိုးဆုံးပဲဒီနေ့အမျက်မယူဘူးအမှန်တကယ်အယောင်ပမာနိုင်ရဖို့ပဲအဓိကထားတယ်ရှင်ဒီဈေးနှုန်းကလူတော်တော်များများကိုဆွဲဆောင်နိုင်ခဲ့တာအမှန်ပဲပစ္စည်းဈေးပေါ်တာကြိုက်တဲ့ဖောက်တီအတော်များများချင်းတာချန်တို့ဘက်ကိုရှောက်သွားကြတယ်ဘလို့ပဲဖြစ်ဖြစ်ကြက်ကင်တူတူပဲကို15ဘတ်နဲ့45ဘတ်ပါများกว่าလို့လဲအကိုလင်းတုံးသူဒီလိုကစားရင်တို့စီးပွားရေးထိခိုက်နိုင်တယ်နော်မထိခိုက်ပါဘူးစောင့်ကြည့်ပါထင်းသည့်အတိုင်းပါပဲချင်းတာချန်စီကကြက်ကင်ဝယ်သွားတဲ့ဖောက်တီအတော်များများကညဈေးတန်းကိုပထမဆုံးအကြိမ်လာပူးကြသူတွေပါတခိုက်ကြိုက်လိုက်တာနဲ့မျက်နှာတွေချက်ချင်းပြောင်းလဲသွားကြတယ်လူငယ်တယောက်ကကျွန်တော်ဆိုင်စီတန်တန်မတ်မတ်လျှောက်လာခဲ့တယ်ဆိုင်ရှင်ဟိုဆိုင်ကကြက်ကင်ကဘလို့ဖြစ်တာလဲမာလဲမှာပြောလဲပြောနေ15ယွန်တော့မတန်ဘူးကျွန်တော်ကြက်ကင်တတုံးခုတ်ပြီးသူ့ကိုကမ်းပေးလိုက်တယ်ဒါလေးမြည်ကြည့်ပါလူငယ်ကတခိုက်ကြိုက်လိုက်တာနဲ့မျက်လုံးတွေချက်ချင်းတောက်ပါသွားခဲ့တယ်ဒါမှတကယ်ကြက်ကင်မှာရှိရမယ့်အရသာပေါ်ပြဆိုင်ရှင်ကျွန်တော်ကိုနှက်ကောင်ပေးပါသူကတငယ်ချင်းကိုလှည့်ပြောတယ်ဟိုဘက်ဆိုင်ကဟာလုံးဝမဝယ်နဲ့ပတ်စံနှမျောစရာကြီးဒါပေမဲ့ချင်းတာချန်ကတော့စားသုံးသူတွေရဲ့တုတ်ပြန်မှုကိုလုံးဝဂရုမစိုက်ပဲအတက်နိုင်ဆုံးအမြန်ဆုံးရောင်းထုတ်ဖို့ပဲခေါင်းငုံပြီးကြက်ကင်နေခဲ့တယ်ည9နာရီရောက်တော့သူအကောင်80ကျော်ရောင်းလိုက်ရတယ်လီယန်ကပတ်စံထိုင်ရင်နောက်ဆုံးတော့မျက်နှာမှာအပြုံးပေါ်လာခဲ့တယ်အကိုတာချန်ဒီနေ့တို့တွေအများကြီးရောင်းလိုက်ရတယ်နော်အမြင်မရပေမဲ့အနည်းဆုံးတော့စားသုံးသူတွေကိုပြန်ဆွဲဆောင်နိုင်ခဲ့ပြီချင်းတာချန်ကခေါင်းညိတ်ပြီးကျွန်တော်ကိုတစ်ချက်လှမ်းကြည့်လိုက်တယ်သူဤမျက်လုံးထဲမှာမန်ဝင်းမှုတွေပေါ်ထွက်လာတယ်ဒါပေမဲ့သူတို့မိဖို့ဘေးမှာပုံထားတဲ့ချက်တွေကအတော်များများကအယောင်တွေမဲနေပြီဆိုတာကျွန်တော်သတိပြုမိလိုက်တယ်ဒါဟာအေးခဲရိုက်ထားတာကြာလုံးတဲ့လက္ခဏာပဲဒုတိယနေ့မှာချင်းတာချန်ကကြက်ကင်ကို15ယွမ်နဲ့ဆက်လက်ရောင်းချခဲ့တယ်ဒီတစ်ချိန်မှာတော့လူတွေမနေ့ကထပ်ပိုများလာတယ်အတော်များများကမနေ့ကဝယ်သွားပြီးတငယ်ချင်းတွေကိုပါခေါ်လာကြသူတွေပါလီယန်ကဂုံယူစွာနဲ့ပြောတယ်တွေ့တယ်မလားဈေးနှုန်းတက်တာရင်ဖောက်တယ်တွေကအလိုလိုစုပြုံရောက်လာတာပဲလီယန်ကဆက်လက်ဆင်ကျင်ပေးဖို့စူးစမ်းပေမဲ့လူတွေပုံမိုစုပြုံရောက်ရှိလာပြီးဝိုင်းအောင်လာကြတဲ့အားလုံးကသူဤကြက်ကင်ကိုစားပြီးမအီမတာဖြစ်နေကြတယ်လို့ပြောကြတယ်အချို့လူတွေဆိုအရေးပေါ်ကားကိုပင်ဖုန်းဆက်ခေါ်နေကြပြီးဌာနမှုဝန်ကစူညံတန်ကြားလို့အမြန်လာကြည့်ရမှအခြေအနေကိုမြင်တော့မျက်နှာဒေါသကြောင့်စိတ်ဖက်သွားခဲ့တယ်ချင်းတာချန်မင်းရဲ့ကြက်ကင်ဘာဖြစ်တာလဲချင်းတာချန်ကစကားထစ်နေပြီးဘာမှမပြောနိုင်ဖြစ်နေခဲ့တယ်ဌာနမှုဝန်ကသူတို့ရဲ့အေးခဲခန်းစီတန်တန်မတ်မတ်လျှောက်သွားပြီးဖွင့်ကြည့်လိုက်တော့အတွင်းမှာအေးခဲထားတဲ့ချက်တွေပုံမှန်ထက်အများကြီးပုံနေတာကိုတွေ့လိုက်ရတယ်အထုပ်ချိုးဆူမိုးတွေပင်တက်နေပြီးဌာနမှုဝန်အရန်ဒေါသထွက်သွားခဲ့တယ်ချင်းတာချန်မင်းယူနေတာလားဒီချက်တွေအကုန်ပုတ်တိုးနေပြီးကိုစားသုံးသူတွေကိုလာရောင်းရဲသေးတယ်ပေါ့ဌာနမှုရဲ့ကျွန်တော်လည်းနီးလက်မရှိလို့ပါစီးပွားရေးမကောင်းလို့ဒီချက်တွေကိုဈေးပေါ်ပေါ်နဲ့ရောင်းထုတ်ပြီးအရင်လေးပြန်ရလို့ရညာလှုပ်လိုက်မိတာပါဌာနမှုဝန်ကသူဤမိဖို့ကိုကမ်းမောက်လိုက်တယ်အရင်ပြန်ရချင်တာဟုတ်လားမင်းလူတက်နေတာပဲသူဖုန်းထုတ်လိုက်ပြီးငါအခုပဲအစားအသောက်ဘေးကင်းလုံခြုံရေးဌာနကိုတိုင်မယ်မင်းစစ်ဆေးခံဖို့ပြင်ထားလိုက်အရေးပေါ်ကအတန်တွေပုံမနီးကပ်လာခဲ့ပြီးချင်းတာချန်ကအာရင်ကုန်ခန်းစွာကြမ်းပြင်ပေါ်ထိုင်ချလိုက်ရတယ်လီယန်ကဘေးမှာတူးထောက်ပြီးငိုယိုနေခဲ့တယ်ပြီးပါပြီအကုန်လုံးပျက်စီးသွားပြီမကြမီအစားအသောက်ဘေးကင်းလုံခြုံရေးဌာနကဝန်ထမ်းတွေရောက်ရှိလာပြီးချင်းတာချန်ဤစက်သားနဲ့ပစ္စည်းကိရိယာအားလုံးကိုချက်ချင်းတင်စီလိုက်ကြတယ်ဝန်ထမ်းတစ်ယောက်ကအဲ့ဒီမိုတက်နေတဲ့အေးခဲချက်တွေကိုကြည့်ပြီးခေါင်းခိုင်ရင်းပြောတယ်ဒီချက်တွေကအနည်းဆုံးခဲထားတာခွဲနှမကတော့ဘူးစားလို့မရတာကြာလာပြီးရှင်တို့ဘလို့လှုပ်စားသုံးသူတွေကိုရောင်းရတာလဲ
ချင်းတာချန်ကခေါင်းငုံပြီးတိတ်ဆိတ်နေခဲ့တဲ့ဝန်ထမ်းကဆက်ပြောပြတယ်အခုလူ10ယောက်မကကြက်ကင်စားပြီးစေယုံတက်နေရတဲ့စေကူတာစီအားလုံးတာဝန်ယူရမှာဖြစ်တယ်လို့ဒဏ်ငွေအမြောက်များလဲပေးဆောင်ရမယ့်အခြေအနေပြင်းထန်ရင်ပြစ်ဒဏ်ပါကြခံရနိုင်တဲ့လီယန်ကဒါကိုကြားတော့တတိလင်းမင်းမျောသွားခဲ့တယ်ဘေးပတ်ဝန်းကျင်ကလူတွေကဝေဖန်ဆွေးနွေးကြတဲ့ပတ်စံအတွက်နဲ့ကိုချင်းတရားပါဆွတ်လွတ်လိုက်ကြတာဒီလိုလူမျိုးတွေကိုပြုတ်ပြုတ်သွားအောင်အရေးယူရမယ်ကျွန်တော်ကိုယ်ဆိုင်ရှိမှရက်ပြီးတာဝန်ရှိသူတွေဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ချင်းတာချန်ကိုကြည့်နေမိတယ်လင်းတုံးဒီတစ်ချိန်တော့သူတကယ်ပဲပျက်စီးသွားပြီကျွန်တော်ကောင်းနေလိုက်တယ်သူကိုယ်တိုင်လုပ်ခဲ့တာပဲလေစီးပွားရေးလုပ်ရမှာမလုပ်တင်ဆုံးကအစားအသောက်ဘေးကင်းလုံခြုံရေးပဲသူကတော့တွားထိလိုက်တာကိုအဲ့ဒီညမှာပဲချင်းတာချန်ဤသတင်းကအွန်လိုင်းမှာရေးပန်းစားသတင်းဖြစ်သွားခဲ့တဲ့ influencer တွေကဗီဒီယိုတွေအမြန်တင်ကြပြီးသူ၏အေးခဲခန်းတွေကမှုတ်တက်နေတဲ့စက်သားတွေကိုမျှဝေပြသခဲ့ကြတယ်ဗီဒီယိုအောက်မှာဆဲဆိုတန်တွေအပြည့်ဖြစ်နေခဲ့တဲ့အချို့ကတော်သေးတာပေါ့ဈေးပေါ်တာမမက်လို့သွားမဝယ်မိတာလို့ပြောကြပြီးအချို့ကလည်းဒီလိုစိတ်သက်မကောင်းတဲ့ကုန်တွေကိုတသက်တာအစားအသောက်စီးပွားရေးမလုပ်ရအောင်ပိတ်ပင်ရမယ်လို့ပြောကြတယ်နောက်တစ်နေ့မှာချင်းတာချန်ဤဆိုင်ကန်းကိုအပြီးတိုင်ပိတ်သိမ်းလိုက်တယ်ဌာနမူဝန်ကစာရွက်ကြီးတရွက်ကတ်လိုက်တယ်အစားအသောက်ဘေးကင်းလုံခြုံရေးပြဿနာကြောင့်ဒီဆိုင်ကန်းကိုလုပ်ငန်းလိုင်စင်အပြီးတိုင်ရုပ်သိမ်းလိုက်ပြီးချင်းတာချန်နဲ့လီယန်တို့ဆိုင်ရှိမှရက်ပြီးအဲ့ဒီစာရွက်ကိုကြည်ရင်နှစ်ယောက်လုံးဖတ်ပြီးငိုယိုနေကြတယ်လီယန်ကရုတ်တရက်ပြစ်ဝင်သွားပြီးရှင်းတယောက်ထဲကြောင့်ပဲရှင်းကြောင့်အကုန်ပျက်စီးရတာအဲ့ဒီပုတ်တိုးနေတဲ့ဈေးပေါ်ချက်တွေကိုဘာလို့သွားဝယ်တာလဲအခုတော့ဆိုင်လဲတိန့်ခံရပတ်စံများကြီးလဲရော်ရနဲ့တိုးမီသားစုပျက်စီးပါပြီနင်းပါဆက်ပိတ်ထားစမ်းနင်းကပတ်စံရဖို့နေတိုင်းဖိအားမပေးခဲ့ရင်ငါဒီအဆင့်ထိရောက်ပါမလားနှစ်ယောက်လုံးလမ်းလေခေါင်မှာရိုက်နှက်ရန်ဖြစ်နေကြတဲ့ဘေးပတ်ဝန်းကျင်ကလူတွေကတော့ပွဲကြည့်တယ်လို့ကြည့်နေကြပြီးဘယ်သူမှဝင်မဆွဲကြဘူးကျွန်တော်ရှူးချိန်ရဲ့လက်ကိုဆွဲပြီးလှည့်ထွက်လာခဲ့တဲ့သူမနောက်လက်ကြည့်လိုက်ပြီးအကိုလင်းတုံသူတို့တနာစရာကောင်းလိုက်တာတနာစရာကောင်းတဲ့သူတွေမှာဆက်စုပ်ဖွယ်ကောင်းတဲ့အချက်တွေပုံကွယ်နေတတ်တာပါပဲဒါသူတို့ဘဝလမ်းစဉ်ကိုသူတို့ရွေးချယ်ခဲ့တာပဲချင်းတာချန်ပြဿနာဖြစ်ပြီးဒုတိယမြောက်နေ့မှာနာမည်ကြီး influencer ကထပ်မံရောက်ရှိလာခဲ့တယ်ဒီတစ်ချိန်မှာတော့သူကျွန်တော်ဆိုင်ရှိမှာတိုက်ရိုက်လိုက်လွင့်လိုက်လာခဲ့တယ်ညစည်းတန်းရဲ့လှုပ်ဝက်ချက်များကိုဖော်ထုတ်ခြင်းစိတ်တက်မကောင်းသောချက်ကင်နှင့်စိတ်စေတနာကောင်းသောဂုဏ်သေးဆိုတဲ့ခေါင်းစဉ်တွေပါအားလုံးပဲခင်ဗျာမင်းညကညစည်းတန်းမှာအစားအသောက်ဘေးကင်းလုံခြုံရေးနဲ့ပတ်သက်လို့ပြင်းထန်တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်ချက်ကင်ပုတ်တော့သုံးပြီးလို့လူ10ယောက်မကစေယုံတက်ခဲ့ရပါတယ်ဒီနေ့ကျွန်တော်အားလုံးကိုခေါ်ဆောင်လာခဲ့တာကချက်ကင်တူရောင်းပေးမယ်ဘာလို့အချို့ကသူများကိုဒုက္ခပေးပြီးအချို့ကြတော့ရိုးသားစွာစီးပွားရေးလုပ်ကြလဲဆိုတာပြသဖို့ပါဆိုင်ရှင်ခင်ဗျာကျွန်တော်ချက်ပြင်ဆင်တဲ့အဆင့်ဆင့်ကိုရိုက်ကူးလို့ရမလားဗျကြည့်ကြပါဦးဒါကတော့ဒီနေ့မနက်9နာရီမှာတောင်သူတွေစီကရရှိထားတဲ့လက်ဆက်တဲ့ချက်တွေပါအကောင့်တိုင်းကိုနိုင်ဝက်မကအသားပြေအောင်လက်နဲ့နှိမ့်နေပေးရပြီးတဘာဝဟင်းခတ်အမွှေးကြိုင်နဲ့6နာရီကြာနှက်ထားတာဖြစ်ပါတယ် influencer ကခေါင်းတိုးပြီးအနံ့ခံလိုက်တယ်ဒီအနံ့ကတဘာဝအတိုင်းတကယ်မွေးတာပဲဓာတုဆိုးစင်းနဲ့လုံးဝမပါဘူးသူကင်မရာဘက်လှည့်လိုက်တယ်အားလုံးမြင်ကြရဲ့လားဒါဟာတကယ်စိတ်ရင်းမှန်တဲ့စီးပွားရေးလုပ်တာပဲသူကျွန်တော်ချက်ကင်တဲ့အစင်းစင်ကိုမိမွေးတာအပူချိန်ထိန်းတာအနက်အနှိမ့်လဲတာကနေ sauce တုတ်တာအထိအသေးစိတ်ရိုက်ကူးခဲ့တယ်သူလေးစားစွာနဲ့ပြောပြတယ်ဒီလိုလက်ရမျိုးကအတွေ့အကြုံနှစ်ပေါင်းများစွာမရှိရင်လုံးဝလုပ်လို့ရမှာမဟုတ်ပါဘူးအချိန်တိုအတွင်းကုန်ကြစည်ရှော့ချခြင်းလို့ကြက်ပုတ်ခဲထားတာတွေတုံးပြီးမလိုအပ်တဲ့အဆင့်တွေကိုကြိုပစ်ခဲ့တဲ့ဟိုဆိုင်ရှင်နဲ့တော့ကွာပါပေတယ်ဒီလိုလူမျိုးကပြဿနာမဖြစ်ရင်ပဲထူးဆန်းနေဦးမယ်လိုက်လွင်ခန်းထဲမှာကွန်မန့်တွေစုပြုံဝင်ရောက်လာပြီးကျွန်တော်စီးပွားရေးကိုအားပေးကြတယ်အချို့ကဒါဟာတကယ်လက်ရရှင်ရဲ့စိတ်သက်ပဲလို့ပြောကြပြီးအချို့ကလည်းဒါကြောင့်မို့စီးပွားရေးဒီလောက်ကောင်းနေတာကိုလို့ပြောကြတယ်သူဤလိုက်လွင်မှုဟာ2နာရီကြာမြင့်ခဲ့ပြီးကြည့်ရှုသူဥယေ9သိန်းအထိမြင့်တက်သွားခဲ့တယ်လိုက်လွင်ပြီးတာနဲ့သူချက်ကင်9កောင်ဝယ်သွားပြီးမပြန်ခင်မှာပြောသွားခဲ့တဲ့ဆိုင်လက်ရာကဒီလိုညဈေးတန်းမှာတင်ဆိုင်ကန်းလေးပဲဖွင့်ထားဖို့မတန်ပါဘူးတရားဝင်ဆိုင်ကြီးတစ်ဆိုင်ဖွင့်တင်နေပါပြီခဏတော့ဆိုင်းထားပါဦးအခုလိုလေးလဲအဆင်ပြေနေတာပဲကိုဒါပေမဲ့သူဤစကားကကျွန်တော်ကိုစဉ်းစားစရာဖြစ်စေခဲ့တယ်အဲ့ဒီညမှာပဲဌာနမူဝန်ကျွန်တော်စီရောက်လာခဲ့တယ်လင်းတုံးငါမင်းနဲ့တိုင်ပင်စရာကိစ္စလေးတစ်ခုရှိလို့ကျွန်တော်လှုပ်လက်ဆအလုပ်ကိုရက်လိုက်ပြီးဌာနမူဘာကိစ္စရှိလို့လဲပြောပါခင်ဗျဌာနမူဝန်ကချင်းတာချန်ဤဆိုင်ဟောင်းဘက်ကိုညွှန်ပြလိုက်တယ်အခုတော့အဲ့ဒီနေရာကလွတ်သွားပြီဖြစ်ပါတယ်ငါတို့ညဈေးမှာအကောင်းဆုံးနေရာကိုမင်းကိုငှားပေးခြင်းနဲ့ကျွန်တော်တအံ့တိုးဖြစ်သွားတယ်။အဲ့ဒီနေရာကဈေးရဲ့အလဲပဟိုမှာတင်ရှိပြီးအခုကျွန်တော်ရောက်နေတဲ့နေရာထက်လူသွားလူလာ3ဆမကပိုစီကားတယ်မန်နေဂျာဝန်ကဆက်ပြောတယ်အခုမင်းရဲ့စီးပွားရေးကတိတ်ကောင်းနေပြီးဒီလိုထောင်ချိုထောင်ကြားဆိုင်ကန်းမျိုးမှာချက်ထွင်ဖို့ခက်တယ်ပိုကျဲတဲ့နေရာကိုပြောင်းလိုက်ရင်စီးပွားရေးပိုတိုးတက်မှာတေချာတယ်ဘေးမှာရက်နေတဲ့စူးချိန်ကရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ကျွန်တော်လက်မောင်းကိုဆွဲလိုက်တယ်ကျွန်တော်ခဏဆင်စားပြီးမန်နေဂျာဝန်ငါးရန်ကဘလောက်ပါလဲခင်ဗျာလို့မေးလိုက်တယ်မန်နေဂျာဝန်ကလက်ညှိုးနဲ့ချောင်းထောင်ပြပြီးတလား20တောင်းပါချင်းတာချန်ငါးတုံးကထက်9000တောင်တက်တာတယ်မင်းကိုကူညီထောက်ပံ့ပေးတယ်လို့ပဲသဘောထားလိုက်ပါကျွန်တော်နဲ့စူးချိန်တယောက်နဲ့တယောက်ကြည့်လိုက်ကြတယ်သူကကျွန်တော်ကိုယုံကြည်မှုအပြည့်နဲ့ကောင်းခြင်းပြတယ်ကျွန်တော်အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီးသဘောတူပါတယ်ကျွန်တော်ငှားပါမယ်လို့ပြောလိုက်တယ်အဲ့ဒီနေ့ညနေမှာပဲသတင်းကအလင်းမြန်ပြန့်နှံ့သွားခဲ့ဗျဈေးတီတော်တော်များများကျွန်တော်ကိုလာရောက်ဂုဏ်ပြုကြတယ်လင်းတုံမင်းတကယ်တော်တာပဲထောင်ချိုထောင်ချဆိုင်ကန်းကနေရွှေရောင်နေရကောင်းရတဲ့အထိတိုက်ပွဲဝင်နိုင်ခဲ့တယ်ခဏလေးပဲအချိန်ယူလိုက်ရတာပါအားလုံးကူညီအားပေးကြလို့ပါပဲပေမမဲ့လည်းတယောတော်တော်ပြောဆိုသူတွေရှိနေတော့မှာပဲဝတ်သားကင်ဆိုင်ပိုင်ရှင်တယောက်ကဆက်ရက်တယောပြီးပြောလိုက်တယ်အချို့လူတွေကကံကောင်းယုံတင်ပါအခြားသူတွေရဲ့ခေါင်းကိုနင်းပြီးပေါ်လွင်လာတာကျွန်တော်သူ့ကိုဗီယူမဆိုင်ပဲခေါင်းငုံပြီးစက်သားစက်ကင်နေခဲ့တယ်နောက်တစ်နေ့မှာကျွန်တော်နဲ့စူးချိန်ဆိုင်ကန်းစပြောင်းကြတယ်ထောင်ချိုထောင်ချကဆိုင်ကန်းဟောင်းကိုပြောင်းစင်အောင်တန်ရှင်းရေးလုပ်ကြတယ်စူးချိန်ကလာပေါင်းများစွာကျွန်တော်တို့နဲ့အတူရှိခဲ့တဲ့ဆိုင်ကန်းလေးကိုကြည်ရင်မျက်ဝန်းတွေနီးရဲလာတယ်ကိုလင်းတုံဒီနေရာကနေထွက်သွားရတော့မယ်ဆိုတော့ရင်ထဲမကောင်းလိုက်တာကျွန်တော်သူမပုခုံးကိုဖတ်ထားလိုက်ပြီးချိန်ဒီနေရာကငါတို့ရဲ့စတင်ရနေရပါဒါပေမဲ့ဒါဟာအဆုံးသက်တော့မဟုတ်ပါဘူးဆိုင်ကန်းတစ်ကိုပြောင်းတဲ့ပထမဆုံးနေ့မှာကျွန်တော်မနဲ့စောစောနိုးအောင်ထားခဲ့တယ်ကင်မီဘူကိုပြောင်းလဲနေအောင်တုတ်တင်ပြီးဆိုင်ရှိဆိုင်ဖို့အစ်စ်ပြန်ရေးခဲ့တယ်ချက်ကင်ရိုးသားစွာစေတနာပြည့်ဖြင့်တကောင်ချင်းစီဖန်တီးပြီးစူးချိန်ကဘေးမှာပစ္စည်းကိရိယာတွေပြင်ဆင်ပေးနေပြီးကျွန်တော်တို့နှစ်ယောက်စိတ်ချမ်းသာစွာအလုပ်ရှုပ်နေကြတယ်ညနေ9နာရီမှာဆိုင်ဖွင့်ဖို့ပြင်ဆင်ကြတယ်ကျွန်တော်မီးသွေးစမွေးချိန်မှာပဲဆိုင်မျက်နှာချင်းဆိုင်မှာရက်နေတဲ့ရင်းနှီးတဲ့အရေးတစ်ခုကိုလှမ်းမြင်လိုက်ရတယ်အဲ့ဒါချင်းနာချ
အမှားပဲသူတိတိတတာပိန်ချသွားပြီးမျက်နှာကဝါဖြောတော့ကမျက်လုံးထဲမှာတွေးကြောတွေရှက်ရှက်ခတ်နေတယ်သူအဲ့ဒီအတိုင်းရရင်ကျွန်တော်ဆိုင်ကိုဒေါသနဲ့မကျေနပ်မှုတွေပြည့်နေနေတဲ့အကြည့်တွေနဲ့စိုက်ကြည့်နေခဲ့တယ်လီယန်ကသူ့ဘေးမှာမရှိတော့ဘူးသူတို့နှစ်ယောက်အကြီးကျယ်ရန်ဖြစ်ပြီးလီယန်ကသူမရဲ့မိဘအိမ်ကိုထွက်ပြေးသွားကကွာရှင်းမယ်လို့တောင်ချင်းချောက်ထားတယ်လို့ကြားရတယ်ကျွန်တော်သူ့စီလမ်းသွားပြီးအကိုကိစ္စတစ်ခုခုရှိလို့လားခင်ဗျာလင်းလုံးမင်းတိတ်ကြည်နေနေမှာပေါ့ဟုတ်တယ်မလားငါဆိုင်ကန်းကိုလူယူတယ်ငါဖောက်တယ်တွေကိုလူယူတယ်အခုဆိုငါနေရာကိုတော့မင်းကအစားဝင်ယူထားပြီးဒီဆိုင်ကန်းကိုမန်နေဂျာဝန်ကကျွန်တော်ကိုငှားပေးတာပါကျွန်တော်ဘသူစီကမှလူယူခဲ့တာမဟုတ်ပါဘူးဟန်ဆောင်မနေနဲ့တော့မင်းကြောင့်တာမဟုတ်ရင်ငါဘဝဒီလောက်အထိပျက်စီးသွားပါမလားမင်းပဲငါကိုပျက်စီးခဲ့တာပတ်ဝန်းကျင်ကလူတွေဝိုင်းကြည့်လာကြတယ်စူးချိန်ကသူ့ကိုဆွဲထုတ်ဖို့စူးစမ်းပေမဲ့တွန်းထုတ်ခံလိုက်ရတယ်ကျွန်တော်မှပြမပြောပဲသူ့မျက်လုံးတွေကိုပဲစိုက်ကြည့်ရင်အကိုပျက်စီးရတာအကိုကိုယ်တိုင်ပုတ်နေတဲ့စက်သားတွေကိုတုံးပြီးတောင်းခဲ့လို့ပါကျွန်တော်နဲ့နည်းနည်းမှမဆိုင်ပါဘူးအပြစ်တင်ခြင်းရင်အကိုကိုအကိုပဲအပြစ်တင်မှာပတ်စံချွေတာကိုနီလန်းပေါင်းစုံတုံးပြီးစီကမ်းမရှိခဲ့တာကိုချင်းနာချမ်းစွန့်သွားတယ်သူလက်ကိုလွတ်လိုက်ပြီးနောက်ဆုတ်ကဒူးထောက်ကျသွားတယ်သူကျွန်တော်မျက်နှာကိုလက်ညှိုးထိုးပြတယ်လက်ချောင်းတွေတုံရင်လို့နေတယ်လင်းတုံမင်းစောင့်ကြည့်ထားပါမင်းအေးချမ်းချမ်းနေရဖို့ငါရတော့မှခွင့်မပြုဘူးပြောပြီးတာနဲ့သူလက်ထွက်သွားခဲ့တယ်သူကြောပြင်ကရိုင်းတိရိုင်းတိုင်းနဲ့မကြခင်လဲကြတော့မဲ့အတိုင်းပဲစူးချိန်ကစိုးရိမ်စွာနဲ့ပြောတယ်ကိုလင်းတုံသူမိုက်မိုက်ကန်းကန်းကိစ္စတွေတော့မလုပ်တော့ပါဘူးတော့မဟုတ်ပါဘူးသူလက်တွေအမှန်တရားကိုလက်မခံနိုင်သေးတာပါပေမဲ့ကျွန်တော်စိတ်ထဲမှာလည်းတိတ်မကောင်းလာပါဘူးအရာအလုံးဆုံးရှုံးသွားတဲ့သူဟာဘာမဆိုလုပ်ရဲမှာပဲအဲ့ဒီညမှာပဲဆိုင်ကန်းတည့်ရဲ့စီးပွားရေးကရေလာမြောင်းပေးတောင်းကောင်းခဲ့တယ်ကျွန်တော်ပြင်ဆင်ထားတဲ့ကြက်ဆဲ9ဝါကောင်လုံးကုန်စင်အောင်ရောင်းလိုက်ရတယ်စူးချိန်ပတ်စံထိုင်ရင်မျက်ရည်တွေစီးကြလာပြန်တယ်ခကိုလင်းတုံဒီနေ့ငါတို့ရွမ်း3000ကျော်တောင်ရှာနိုင်ခဲ့တယ်အရင်ကအိမ်မက်တောင်မမက်ရဲခဲ့ဘူးအချိန်ချင်းနောက်ကျရင်ငါတို့ဘဝပိုကောင်းလာမှာပါဟာဘာလို့ဓာတ်စီနဲ့ဒီလောက်ပြင်းနေတာလဲကျွန်တော်ချက်ချင်းလှည့်ကြည့်လိုက်တော့မလန့်မကန့်မှရက်နေတဲ့ချင်းနာချမ်းကိုတွေးလိုက်ရတယ်ဒါတွေအားလုံးမင်းကြောင့်ပဲအရာအားလုံးဆုံးရှုံးရတဲ့ခံစားချက်ကိုမင်းကိုညီးဆန်းခိုင်းရမယ်အကိုရာချမ်းအကိုဘာလို့မလို့လဲရဲကိုအမြန်ဖုန်းဆက်မီးရှို့မလို့လုပ်နေတယ်အကိုစိတ်အေးအေးထားပါဦးကိစ္စရှိရင်အေးအေးဆေးဆေးပြောကြတာပေါ့စိတ်အေးအေးထားရမယ်ဟုတ်လားငါမှစိတ်အေးအေးဘယ်လိုထားနိုင်မှာလဲငါရဲ့ဆိုင်ကန်းလည်းမရှိတော့ဘူးငါရဲ့အိမ်တော်ကြီးလည်းပျက်စီးသွားပြီအခုငါမှအကျွေးတွေပက်လဲဝိုင်းနေတယ်စေကူသားစရိတ်နဲ့တန်ကျေးစုစုပေါင်းရွမ်3သိန်းကျော်နေပြီငါဘယ်ကပတ်စံနဲ့ဆက်ရမှာလဲမင်းတယောက်တည်းကြောင့်ပဲမင်းသာမရှိရင်ငါဒီလောက်ဒုက္ခရောက်မှာမဟုတ်ဘူးအကိုဒီလိုဖြစ်ရတာအကိုကိုယ်တိုင်ပုတ်နေတဲ့စက်သားသုံးခဲ့လို့ပါအဲ့ဒါကျွန်တော်နဲ့ဘာဆိုင်လို့လဲအစတည်းကသာအကိုရိုးရိုးသားသားလုတ်ကင်စားတော့ခဲ့ရင်ဒီလိုနေမျိုးရောက်ပါမလားမင်းရဲ့အပြစ်မဟုတ်ဘူးလို့ပြောချင်တာလားမင်းငါဖောက်တယ်တွေကိုလူယူခဲ့တယ်မင်းငါကိုအကြက်တဲနဲ့တွန်းပို့ခဲ့တာချင်းနာချမ်းအကိုယူနေပြီလားဒီလိုလုပ်ရင်အကိုထောင်ချလိုက်မယ်ငါ့ကိုလွတ်ရမယ်ဟုတ်လားငါဆက်မနေနိုင်တော့ဘူးဒါဆိုရင်လည်းဘယ်သူမှအေးချမ်းချမ်းမနေရစေရဘူးအခြားဈေးတွေအမြန်ပြေးလာပြီးဝိုင်းကူညီကြတယ်ဟာငါတကယ်ဆက်မသက်ရှင်ချင်တော့ဘူးရဲတွေအမြန်ရောက်ရှိလာပြီးချင်းနာချမ်းကိုဖမ်းဆီးခေါ်ဆောင်သွားတယ်မထွက်ခွာမီသူလှည့်ကြည့်လိုက်တဲ့အကြည့်ထဲမှာမျောလင်းချက်မဲ့မှုနဲ့နာကျင်မှုတွေပြည့်နေနေတယ်ကျွန်တော်အဲ့ဒီနေရာမှာတင်ရက်နေခဲ့တယ်စိတ်ပြန်လဲတည်ငြိမ်လာဖို့အတော်ကြာလိုက်တယ်အကိုလင်းလုံးတိတ်ကြောက်စရာကောင်းတာပဲနီးနီးလေးလွတ်သွားတယ်ဘာမှမတက်တော့ပါဘူးအရာအလုံးပြီးဆုံးသွားပါပြီဒါပေမဲ့ကျွန်တော်စိတ်ထဲတည်နေတဲ့ချင်းနာချမ်းကတော့ဒီတစ်ခါတကယ်ပြီးသွားပြီဆိုတာမီးရှို့ဖို့ကြိုးပမ်းမှုမအောင်မြင်ခဲ့တာရဲ့အရင်ကအစားအသောက်ဘေးကင်းလုံခြုံရေးအမှုရဲ့ပေါင်းလိုက်ရင်သူထောင်ဒဏ်အကြာကြီးကြခံရမှာတေချာတယ်နောက်တစ်နေ့မှာချင်းနာချမ်းမီးရှို့ဖို့ကြိုးပမ်းတဲ့သတင်းဟာဆိုရှယ်မီဒီယာပေါ်မှာရေပန်းစားသတင်းဖြစ်သွားခဲ့တဲ့နာမည်ကြီး influencer တွေကဒီအကြောင်းဗီဒီယိုတွေတင်ကြတဲ့သတင်းကောင်းစဉ်ကလမ်းဆုံးရောက်သွားတဲ့အတ္တကြီးအမျက်ကြဒီစားစည်းသည့်အစားအသောက်ဘေးကင်းမှုပြဿနာမှကလဲစားချေမိရှုမှုအထိကိုမန့်ကဏ္ဍမှာဒီလိုလူမျိုးကိုတစ်သက်လုံးထောင်ထဲထည့်ထားတဲ့တနာစရာလူတွေမှာမုန်းစရာကောင်းတဲ့အချက်ရှိတယ်ကိုဝင်းနဲ့ကိုပဲဒီဆိုင်ပိုင်ရှင်လေးတကယ်မလွယ်ဘူးညီကိုဝမ်းကွဲဖြစ်သူရဲ့လိမ်လည်လက်ဖျားမှုကိုနှစ်ချီခံခဲ့ရပြီးဆိုင်မှာမိရှုခံရမလို့ဖြစ်ခဲ့တာဗီဒီယိုကြည့်ရှုသူအရေးအတွက်ဟာတန်နေဝကျော်အထိအလင်းအမြန်မြင့်တက်သွားခဲ့တယ်ကျွန်တော်ရဲ့ချက်ကင်ဆိုင်ဟာဆိုရှယ်မီဒီယာပေါ်မှာပောက်ကွဲမတက်နာမည်ကြီးသွားခဲ့တယ်အိုဟိုဆိုင်ရှင်ကျွန်တော်တို့နယ်ကနေလာတာပါအထူးသဖြင့်စီးစင်းမြန်နှုံးမြင့်ရထားစီးပြီးညီးစမ်းဖို့လာခဲ့တာပါဆိုင်ရှင်ခမရဲ့ဘဝစူးစမ်းရုံးကန်မှုအကြောင်းရုပ်ရှင်တို့တရုတ်ဖော်ရိုက်ကူးချင်ပါတယ်လူများစွာဟာနာမည်ကျော်ကြားမှုကြောင့်လာရောက်ကြတဲ့အချို့ကဆိုင်ရှင်ခမရဲ့အကြောင်းတွေကိုအကုန်ကြည့်ပြီးတိတ်ဆိတ်တက်ခွန်အားရစေတယ်ခမဟာလုပ်ရည်ကိုင်းရင်နဲ့အသက်မွေးတဲ့သူစစ်ပဲလို့ပြောကြတယ်တက်ရက်စွာဝစ်စင်ထားတဲ့အသက်လက်ပိုင်းအမျိုးသားတယောက်ချက်သား9កောင်ဝယ်သွားပြမထွက်ခွာမီလိပ်စာကတ်တစ်ကွက်ပေးခဲ့တဲ့ဆိုင်ရှင်လင်းကျွန်တော်အစားအသောက် franchise လုပ်ငန်းလုပ်ပါတယ်ခမချက်ကင်ကိုတစ်စိတ်တစ်ခုအဖြစ်ပြိုးထောင်ဖို့စိတ်ဝင်စားပါသလားကျွန်တော်ခမကိုဆိုင်ခွဲတွေဖွင့်နိုင်အောင်ယင်းနှမြုပ်နှံကူညီပေးနိုင်ပါတယ်ကျွန်တော်လိပ်စာကတ်ကိုလက်ခံယူပြီးယဉ်ကျေးစွာပြန်ဖြေလိုက်တယ်အခုရဲ့စေတနာကိုကျေးဇူးတင်ပါတယ်ဒါပေမဲ့အခုချိန်မှာကျွန်တော်မှဒီအစီအစဉ်မရှိသေးပါဘူးဘာလို့လဲအခုခမတိတ်နာမည်ကြီးနေတာပဲဒါစီးပွားရေးချက်တွင်ဖို့အကောင်းဆုံးအခွင့်အရေးပဲလေကျွန်တော်ချက်သားတစ်ကောင်ချင်းစီကိုအကောင်းဆုံးဖန်တီးခြင်းလို့ပါ franchise ဖွင့်လိုက်ရင်ဆိုင်ခွဲတိုင်းရဲ့အရေးသွေးကိုကျွန်တော်အမမခံနိုင်တော့ပါဘူးအဲ့ဒီလူခဏမြဆုံသွားပြီးလက်မထောင်ပြလိုက်တဲ့အဆိုင်ရှင်လင်းခမရဲ့လက်ရပညာရှင်စိတ်တက်ကတကယ်ရှားပါတာပဲဆိုင်သိန်းချိန်မှာစူးချိန်ကကျွန်တော်ကိုမေးတယ်ကိုလင်းလုံး franchise ဆိုင်ခွဲတွေတကယ်မဖွင့်ချင်ဘူးလားအဲ့ဒါပတ်စံအမြောက်များရနိုင်နေတော့ကျွန်တော်သူ့မပူခုံးကိုဖတ်လိုက်တယ်ချိန်အခုငါတို့အဆင်ပြေနေပြီပဲငွေကြီးလည်းမခက်ခဲတော့ဘူးကိုဘာလို့ဒီလောက်ပင်ပန်းအောင်လုပ်တော့မှလဲစူးချိန်စဉ်းစားပြီးကောင်းညင်းလိုက်တယ်ကိုလင်းလုံးပြောတာမှန်ပါတယ်အခုဖြစ်နေတဲ့ပုံစံကိုပဲစိတ်ထဲအနှစ်သက်ဆုံးပဲအမျိုးတိုင်းကိုနဲ့အတူချက်ကင်ပတ်စံတူရေးပြီးအိမ်တူပြန်ရတာတရင်ဒီနောက်ချင်းတာခြံရဲ့တရားစီရင်ချက်ထွက်ပေါ်လာခဲ့တယ်သူထောင်ဒဏ်3နှစ်ချမှတ်ခံရတယ်လီယန်ကသူ့ကိုတရားဝင်ကွာရှင်းပြီးကလေးကိုခေါ်ကမူလအိမ်တို့ပြန်သွားခဲ့တယ်သူတို့ရဲ့ပေါ်ရှိကားကိုလည်းစေကူသားစည်းနဲ့လျှော်ကြေးပေးဖို့လေလံတင်ရောင်းချခဲ့ရတယ်ကြားရတာတရားစီရင်တဲ့နေ့မှာချင်းတာခြံတရားရုံးမှာကျွေးခဲ့တယ်ကျွန်တော်တကယ်နောင်တရပါတယ်မလောဘကြီးခဲ့တင်ဘူးလမ်းမလျှောက်ခဲ့တင်ဘူးလင်းတုံးပေါ်ဒီလောက်သဘောထားမသေးတင်ခဲ့တင်ဘူးကျွန်တော်ဒီသတင်းကြားချိန်မှာချက်ကင်နေတော့
ပဲရှိသေးတယ်ကျွန်တော်အလုပ်ကိုခဏရက်ပြီးငြိမ်သက်သွားခဲ့တယ်စူးချိန်ကမေးတယ်ကိုလင်းတုံးသူ့ကိုတနာသွားတာလားတနာတာမဟုတ်ပါဘူးစိတ်ထဲပေါ်ပါသွားတဲ့ခံစားချက်ပါပဲလူတယောက်လမ်းမကိုခြေလမ်းမိရင်တလမ်းမရင်နောက်လမ်းတွေပါမှားပြီးနောက်ဆုံးပြန်ပြင်လို့မရတော့ဘူးအဲ့ဒီညမှာကျွန်တော်အိမ်မက်မက်ခဲ့တယ်အိမ်မက်ထဲမှာချင်းတာချန်ဟာအရင်တိုင်းပဲကျွန်တော်ရဲ့အကိုကောင်းဖြစ်နေတော့မဲ့သူကျွန်တော်ကိုစက်သားဘလို့กินရမလဲမိရှိန်ဘလို့ထိန်းရမလဲဖောက်တယ်တွေကိုဘလို့ဆက်ဆံရမလဲဆိုတာသင်ပေးခဲ့တယ်အိမ်မက်ထဲမှာသူတိတ်ပျော်ရွှင်စွာပြုံးနေခဲ့တယ်တေချာတင်ယူထားနောက်ကျရင်ဒီဆိုင်ကမင်းအပိုင်ဖြစ်လာမှပေးမမဲ့နိုးလာတဲ့အခါကျွန်တော်ခေါင်းကရွှဲရွှဲဆူနေပြီးစူးချိန်ကအိတ်ချင်မှုတူအတန်နဲ့မေးတယ်အခါကိုလင်းတုံးဘာဖြစ်လို့လဲဟင်ချင်းတာချန်ကကိုဖျက်ဆီးခဲ့တာဒါပေမဲ့သူကပဲကျွန်တော်ကိုဒီနေ့ထိရောက်အောင်လုပ်ပေးခဲ့တာပါပဲအဲ့ဒီတုန်းကသူသားကျွန်တော်ကိုရွှန်3000မပေးခဲ့ရင်ကျွန်တော်ကိုယ်တိုင်ထွက်အလုပ်ဖို့ဆုံးဖြတ်မှာမဟုတ်ဘူးသူသားကျွန်တော်ကိုထက်ခါနှိပ်စက်မခံခဲ့ရရင်ကျွန်တော်လည်းပညာကိုအသက်လူပြီးလေ့ကျင့်မှာမဟုတ်ဘူးပြောရရင်တနည်းအားဖြင့်သူဟာကျွန်တော်ရဲ့ကျေးဇူးရှင်ပဲဝမ်းနည်းစရာပုံစံနဲ့ဖြစ်ပျက်ခဲ့ရပေမဲ့ပေါ့ကျွန်တော်ထပ်ပြီးမျက်နှာတစ်ကပစ္စည်းယူဖို့ပြင်ဆင်နေစူးချိန်လည်းထလာပြီးကျွန်တော်ကိုလာဖက်တယ်လင်းတုံးရှေ့ဆက်ပါပဲဖြစ်ကျွန်မကိုဘေးမှာအမြဲတမ်းရှိနေမှာပါမင်းရှိနေမှာတော့ဘာကိုမှမကြောက်တော့ပါဘူးချင်းတာချန်ထောင်ထဲရောက်ပြီး3ရက်မြတောင်းနေမှာကျွန်တော်စိတ်နေတဲ့ဖုန်းနံပါတ်တစ်ခုစီကဖုန်းလက်ခံရရှိခဲ့တဲ့တစ်ဖက်ကအတန်ကအိုမင်းမစွမ်းဖြစ်နေတဲ့လူကြီးတယောက်ရဲ့အတန်လင်းတုံးဟုတ်ပါသလားငါတာချန်ရဲ့အဖေပါမင်္ဂလာပါဦးလေးချင်းခဏမြတိတ်ဆိတ်သွားပြီးနောက်ရှုထောက်တန်ထွက်ပေါ်လာတယ်လင်းတုံးတာချန်မင်းပေါ်မကောင်းတာဦးလေးသိပါတယ်ဒါပေမဲ့ဘာပဲဖြစ်သူကမင်းရဲ့အကိုပါပဲမင်းသူ့စီတွားကြည့်ပေးလို့ရမလားသူထောင်ထဲမှာတနေ့တစ်မျိုးအယောင်မှားတွေပြောနေပြီးမင်းနဲ့တွေ့ချင်တယ်လို့ပဲပြောနေလို့ပါကျွန်တော်ဖုန်းကိုကင်ထားရင်စိတ်ထဲဇဝေဇဝါဖြစ်သွားခဲ့တယ်စူးချိန်ကဘေးကနေကြည့်ပြီးတိုးလေးမေးတယ်ဘသူဖုန်းဆက်တာလဲဟင်ချင်းတာချန်ရဲ့အဖေပါကျွန်တော်ကိုတွားကြည့်ပေးစေချင်နေတယ်တွားတင်လာဟင်ကျွန်တော်အကြာကြီးစဉ်းစားပြီးနောက်ဖုန်းထဲကိုပြောလိုက်တယ်ဦးလေးချင်းကျွန်တော်သိပါပြီကျွန်တော်တွားပါမယ်လင်းတုံးသူမင်းပေါ်ဒီလောက်လုပ်ခဲ့တာငါတို့ဆိုင်ကိုတော့မီရှုမလို့လုပ်ခဲ့တာမင်းသူ့စီတွားကြည့်ပေးဦးမလို့လားစူးချိန်ဘာပဲဖြစ်သူကျွန်တော်ကိုကူညီခဲ့ပူးတာပဲနောက်ပြီးဦးလေးချင်းနဲ့လည်းဘာမှမဆိုင်ပါဘူးစတန်တွေရဒီပိတ်ရက်မှာကျွန်တော်အချင်းထောင်စီသွားခဲ့တယ်မှန်ကာထရန်နောက်ကနေချင်းတာချန်ကိုခေါ်ထုတ်လာတာတွေ့ရတယ်သူတိတ်ပိန်ချီသွားပြီးစုပ်ပင်တွေဖြူဆွတ်နေပြီးလင်းတုံးမင်းနောက်ဆုံးတော့ရောက်လာပြီးနော်ဦးလေးချင်းကကျွန်တော်ကိုလာခိုင်းလို့ပါလင်းတုံးအကိုတောင်းပန်ပါတယ်လို့ပြောရတာအခုချိန်မှာနောက်ကျသွားပြီဆိုတာသိပါတယ်ဒါပေမဲ့အကိုပြောချင်ပါသေးတယ်ဒီချိန်အတိုင်းတာအတွင်းအကိုအများကြီးပြန်စဉ်းစားခဲ့တယ်အကိုဘဝရဲ့အကြီးမားဆုံးအမှားကမင်းကိုညီကိုလိုမမြင်ပဲတိုင်ပတ်လို့မြင်ခဲ့မိတာပါပဲကျွန်တော်သူ့ကိုကြည်ရင်စိတ်ထဲဘလို့ခံစားချက်လဲမဖော်ပြနိုင်ခဲ့ဘူးတကယ်တော့မင်းအကိုစီစကူညီတုံးကအကိုမင်းကိုတကယ်တင်ပေးချင်ခဲ့တာပါဒါပေမဲ့နောက်ပိုင်းစီးပွားရေးပိုကောင်းလာတာနဲ့အမျှအကိုစောက်ရွံ့စိတ်တွေဝင်လာတယ်မင်းတော်သွားရင်အကိုကိုမလိုအပ်တော့မှကိုကြောက်တယ်မင်းအကိုထက်ပူပေါ်လွင်သွားမှာကိုကြောက်တယ်အဲ့ဒါကြောင့်အကိုမင်းရဲ့လောက်ခကိုတမင်းလျှော့ခဲ့တယ်အရေးကြီးတဲ့လှုပ်ဝက်ချက်တွေကိုတမင်းမတင်ပေးခဲ့ဘူးဒါပေမဲ့မင်းကအကိုစိတ်ကူးထားတာထက်အများကြီးတော်လုံးနေလိမ့်မယ်လို့မထင်ခဲ့ဘူးမင်းတင်ယူယုံတင်မကဘူးအကိုထပ်ပင်ပိုကောင်းအောင်လုပ်နိုင်ခဲ့တယ်အကိုမင်းကိုမနာလို့ဖြစ်ခဲ့တယ်မုန်းခဲ့တယ်အဲ့ဒါကြောင့်မင်းကိုခါတီးတီးဒုက္ခပေးခဲ့တာပါအခုပြန်စဉ်းစားကြည့်တော့အကိုတကယ်ကိုမိုက်မဲခဲ့တာပါပဲကျွန်တော်ခဏငြိမ်သက်သွားပြီးမှပြောလိုက်တယ်တကယ်တော့အကိုသားအစတည်းကစီကန်းရှိရိုးရိုးသားသားလုပ်ကန်ခဲ့ရင်မတမာတဲ့နီလန်းတွေမတုံးခဲ့ရင်ကိစ္စတွေဒီနေ့လိုဖြစ်လာမှာမဟုတ်ပါဘူးအကိုသိပါတယ်ဒါပေမဲ့အကိုလောဘကြီးလုံးခဲ့တယ်ဖြက်လန်းလိုက်ချင်ခဲ့တယ်ပတ်စံညံရချင်ခဲ့တယ်နောက်ဆုံးတော့ဒီလိုထောင်ချရတာပါပဲရုတ်တရက်သူမေးလိုက်တယ်လင်းတုံးမင်းငါကိုနာကြီးသလားနာကြီးခဲ့ကူပါတယ်ဒါပေမဲ့အခုတော့မနာကြီးတော့ပါဘူးဘာလို့လဲဆိုတော့အကိုကြောင့်တာမဟုတ်ရင်ကျွန်တော်ကိုယ်တိုင်ထွက်လုပ်ဖို့ဆုံးဖြတ်မှာမဟုတ်ဘူးဒီနေ့လိုရောက်လာမှာလည်းမဟုတ်ဘူးလင်းတုံးမင်းငါထက်အများကြီးတာပါတယ်လက်ရတင်မကဘူးစိတ်သက်ပိုင်းမှာရောပဲအကိုဒီထဲမှာထိုင်ရင်အကြာကြီးစဉ်းစားခဲ့တယ်ငါပြန်ထွက်လာတဲ့နေ့ကိုစောင့်ပြီးလူတစ်ပြန်ဖြစ်ချင်တယ်အကိုပြန်ထွက်လာမှာပဲအကြောင်းပြောကြတာပေါ့ဒီထဲမှာကိုတေချာပြုပြင်ပြောင်းလဲပါပြစ်ဒဏ်ရှုပ်ပေါ်ရအောင်ကောင်းမှုတွေပြုလုပ်ပါငါလုပ်ပါမယ်ငါတေချာပေါက်လုပ်ပါမယ်မထွက်ခွာမီချင်းတာချန်ကရုတ်တရက်ပြောလိုက်တယ်လင်းတုံးခဏဆောင်ပါဦးတကယ်တော့အဲ့ဒီလိုဝက်နီးစနစ်ဆိုတာငါအဖေကငါ့ကိုလက်ဆင့်ကမ်းပေးခဲ့တာပါငါအဖေလူငယ်ဘဝတုန်းကရိုးရာစားတောက်ဆိုင်မှာစဖို့မှုလုပ်ခဲ့ဘူးတယ်အဲ့ဒီနီးစနစ်ကိုဆယ်စုနှစ်တခုကျော်သူတည်တနာပြုပြီးမှတီထွင်နိုင်ခဲ့တာအစကတော့ငါသားစီအမွေပေးမလို့ပါဒါပေမဲ့အခုကြည့်ရတာငါနဲ့မထိုက်တန်ပါဘူးငါအဖေကပြောပါတယ်မင်းသားလိုလားရှိရင်ဒီလှုပ်ဝက်နီးစနစ်အပြည့်စုံကိုမင်းစီပေးချင်တဲ့ဒီပညာရဲ့ပျောက်ကွယ်သွားရမယ့်အစားတကယ်စူးစမ်းတဲ့သူစီလက်စင်ကမ်းပေးတာပိုကောင်းတယ်လို့ပြောတယ်ကျွန်တော်သူ့ကိုမှင်သက်စွာကြည့်လိုက်တယ်မမားပါနဲ့နော်ငါမင်းစီကဘာမှအကူအညီတောင်းနေတာမဟုတ်ပါဘူးဒီပညာရဲ့ငါလူကြောင့်ပျက်စီးမသွားသင့်ဘူးလို့ခံစားရလို့ပါမင်းတေချာစူးစမ်းပါဒါကိုပုံမဖွံ့ဖြိုးတိုးတက်အောင်လုပ်ပါငါအဖေရဲ့ကျေးဇူးကိုဆက်တဲ့အနေနဲ့ပါအိမ်ပြန်လမ်းမှာကျွန်တော်ချင်းတာချန်ပြောခဲ့တဲ့စကားတွေကိုပဲစဉ်းစားနေခဲ့တယ်သူကိုဘာတွေပြောခဲ့တာလဲဟင်ကျွန်တော်ဖြစ်ကြောင်းကုန်စင်ကိုပြောပြလိုက်တယ်စူးချိန်ခဏမြငြိမ်သက်သွားပြီးကိုလင်းတုံးကိုရှေ့ဆက်ဘာလုပ်ဖို့ရည်ရွယ်ထားလဲဟင်ငါဦးလေးချင်းစီသွားကျင်တယ်ဘာပဲဖြစ်ဒါဟာသူတို့မိသားစုရဲ့အမွေနှစ်ပဲငါဒီအတိုင်းအလကားလက်မခံနိုင်ဘူးနောက်တနေ့မှာကျွန်တော်နဲ့စူးချိန်ချင်းတာချန်ရဲ့ဇာတိရွာစီကားမောင်းသွားခဲ့ကြတယ်ချင်းမိသားစုဟာဝေးလံခေါင်ဖျားတဲ့ရွာငယ်လေးမှာနေထိုင်ကြတယ်လင်းတုံးမင်းရောက်လာပြီလားကျွန်တော်သူ့ကိုထိုင်ကုန်မှာထိုင်ခိုင်းလိုက်တယ်ဦးလေးချင်းတာချန်အကိုကိစ္စအတွက်ကျွန်တော်တကယ်ဝမ်းနေရပါတယ်သူ့ဘာသာလုပ်ခဲ့တာပါအခြားသူကိုအပြစ်တင်လို့မရပါဘူးလင်းတုံးတာချန်ပြောတာဦးလေးကြားပြီးပါပြီအခုမင်းစီးပွားရေးတိုးတက်နေတာကိုဦးလေးတကယ်ဝမ်းသာပါတယ်သူ trap ပြီးတစ်တာဟောင်းလေးတစ်လုံးကိုအခန်းထဲကနေထုတ်ယူလာခဲ့တယ်ဒီထဲမှာငါတို့မိသားစုရဲ့မူရင်းလှုပ်ဝက်နီးစနစ်နဲ့အခြားအထူးနည်းလမ်းချို့ရှိတယ်တာချန်ကတဝက်ပဲတင်ယူပြီးကိုတော်ပြီးထင်ခဲ့တာနောက်ဆုံးတော့လမ်းမရောက်သွားခဲ့ရတယ်လင်းတုံးဦးလေးကြည့်တတ်ပါတယ်မင်းဟာစူးစမ်းပြီးရိုးသားတဲ့ကလေးပါဒီနည်းစနစ်ကိုမင်းစီပေးလိုက်ရရင်ဦးလေးစိတ်အေးရပါပြီကျွန်တော်တက်တာလေးကိုလက်ခံယူလိုက်တယ်တိတ်လေးလန့်နေတယ်လို့ခံစားရတယ်ကျွန်တော်လေးနဲ့စွာပြောလိုက်တယ်ဦးလေးချင်းစိတ်ချပါကျွန်တော်ဒီပညာကိုအကောင်းဆုံးအသုံးချပါမယ်နာမည်ပြတ်မခံပါဘူးဦးလေးချင်းကကျွန်တော်လက်ကိုဆွဲထားရင်မျက်ရည်တွေစီးကျလာတယ်လင်းတုံးဦးလေးတခုတောင်းဆိုပေးရစေတာချန်ပြန်ထွက်လာတဲ့အထိစောက်ပေးပါသူစိတ်ရင်းနဲ့နောင်လိုက်ရရင်မင်းသူ့ကိုအခွင့်အရေးပေးနိုင်မလားမင်းစီကနေလူကောင်းတစ်ယောက်ဖြစ်အောင်တင်ယူခွင့်
ပေးပါဦးလေးချင်းရဲ့စပင်ဖြူတွေကိုကြည့်ရင်ဦးလေးချင်းစိတ်ချပါသူတကယ်ပြောင်းလဲရင်ကျွန်တော်သူ့ကိုပြစ်ပယ်မှာမဟုတ်ပါဘူးအိမ်ပြန်လမ်းမှာကျွန်တော်တစ်တာလေးကိုဖွင့်ကြည့်လိုက်တဲ့အတွင်းမှာနီးစနစ်အပြင်လက်ရည်နဲ့ရေးထားတဲ့မဆုစာအုပ်တအုပ်ပါသေးတယ်ဒါဟာအမှန်တကယ်လက်ရရှင်ရဲ့စိတ်သက်ပါပဲတစ်လုံးမှာအလုပ်တစ်ခုတည်းကိုပဲအကောင်းဆုံးဖြစ်အောင်လုပ်ဆောင်ခဲ့တာကိုလင်းတုံးချင်းတာချန်ပြန်ထွက်လာရင်တကယ်ပြောင်းလဲသွားမှာလေလားဟင်မသိဘူးလေဒါပေမဲ့အ ਨੇ ဆုံးတော့အခုချိန်မှာသူတကယ်နောင်တရနေပြီးအနာဂတ်မှာဘာဖြစ်မလဲဆိုတာတော့တဖြည်းဖြည်းစောင့်ကြည့်ရမှာပေါ့အဲ့ဒီညမှာပဲကျွန်တော်တစ်တာတွေကပြည့်စုံတဲ့နီးစနစ်အတိုင်းဆူရှာတဲ့အရာသာရှိတဲ့ဟင်းရည်ကိုပြန်လဲချက်ပြုတ်လိုက်တယ်အဲ့ဒီအရာသာဟာအရင်ကကျွန်တော်လုပ်ခဲ့တာထက်အများကြီးပုံမနှက်ဆိုင်မှုရှိနေခဲ့တယ်ကိုလင်းလုံးဒီအရာသာကတကယ်အံ့ဩစရာပဲကျွန်တော်လက်ထဲကနီးစနစ်ကိုကြည့်ရင်စိတ်ထဲကနေတိတ်တဆိတ်တစ္ဆာဆူလိုက်တယ်ဒီလက်ရာကိုတေချာပေါက်လက်ဆင့်ကမ်းသွားမယ်ဦးလေးချင်းရဲ့ယုံကြဒီမှုကိုအဟောတိတ်ခမဖြစ်စေရဘူးဒီစေတနာကိုအလားတမဖြစ်စေရဘူးဆိုတာကိုပြည့်စုံတဲ့နီးစနစ်ကိုတုံးပြီးနောက်ကျွန်တော်ရဲ့ကြက်ကင်အရသာဟာနောက်ထပ်အဆင့်တစ်ခုစီမြင့်တက်သွားခဲ့တဲ့ပုံမှန်ဖောက်တယ်များစွာကအဆိုင်ရှင်ခမရဲ့ကြက်ကင်ကစားလေပိုကောင်းလေဖြစ်နေပါလားဒီအရသာကတကယ်ကောင်းလုံးတယ်လို့ပြောကြတယ်ကျွန်တော်နဲ့စူးချိန်မနက်မှညထိမနာတဲ့အလုပ်ရှုပ်ခဲ့ကြရတယ်မန်နေဂျာဝန်ကကျွန်တော်ရဲ့ရှီလျားလာတဲ့တန်းစီစရာကြီးကိုကြည့်ရင်လာပြောတယ်လင်းလုံးဈေးပေးမှာဆိုင်ကန်းနှစ်ခန့်လွတ်တော်မယ်မင်းကားကြည့်ချင်လားတရားဝင်ဆိုင်ဖြစ်ဖွင့်လိုက်ပါလားကျွန်တော်နဲ့စူးချိန်တိုင်ပင်ကြတယ်ကိုလင်းတုံးအခုငါတို့ပုံမူကျဲဝန်းတဲ့နေရာလိုအပ်နေတာအမှန်ပဲဆိုင်ဖွင့်လိုက်ရင်ဖောက်တယ်တွေလည်းအေးအေးဆေးဆေးထိုင်စားနိုင်တာပေါ့ဒါဆိုရင်လည်းဖွင့်ကြတာပေါ့ဒါပေမဲ့မူတစ်ခုတော့ရှိတယ်နော်ဆိုင်ဘလောက်ပဲကြီးအရေးတွေးတော့လုံးဝကြလို့မဖြစ်ဘူးတလားကြပြီးနောက်ကျွန်တော်ရဲ့ချက်ကင်ဆိုင်တရားဝင်စတင်ဖွင့်လှစ်ခဲ့တဲ့ဆိုင်ရှိကတိတ်မကြီးပေမဲ့စပွဲရှိဝိုင်းရှိပြီးတန်ရှင်းတက်ရက်စွာအလှဆင်ထားတယ်ကျွန်တော်ဆိုင်တွင်းမှာမှန်ကင်းမိဖို့ချောင်ပြုလုပ်ထားလို့ဖောက်တယ်တွေအနေနဲ့ချက်ကင်တဲ့လုပ်ငန်းစဉ်တစ်ခုလုံးကိုမြင်တွေ့နိုင်ခဲ့ကြတယ်ဖွင့်ပွဲနေ့မှာ influencer နာမည်ကြီးတွေထပ်မံရောက်ရှိလာကြတယ်ပရိသတ်တို့တန့်စင်ခံပေးကချက်ကင်ဆိုင်လေးကိုမှတ်မိကြသေးရဲ့လားအခုတော့ဆိုင်ဖြစ်ဖွင့်လှစ်လိုက်ပြီးတော့ထောင်ချိုထောင်ကြားဆိုင်ကန်းကနေရွှေရောင်နေရရောက်ရှိပြီးအခုလိုဆိုင်ကြီးဖြစ်လာတာရာသီဝက်အချိန်လေးတွင်းမှာတင်ပဲဒါဟာတကယ်လက်ရရှင်ရဲ့စွမ်းအားပဲဆိုင်ထဲမှာလူတွေပြည့်နေပြီးအများစုကနာမည်ကြားလို့လာကြတာပါပဲနေကနေကားမောင်းလာတဲ့လူငယ်တယောက်ကပြောတဲ့ဆိုင်ရှင်ကျွန်တော်3နာရီကြာအောင်ကားမောင်းပြီးခမားရဲ့ချက်ကင်ကိုစားဖို့တည်တက်လာခဲ့တာပါနောက်ဆုံးတော့စားလိုက်ရပြီးတကယ်ထိုက်တန်ပါတယ်မန်နေဂျာဝန်လည်းလာရောက်ဂုဏ်ပြုခဲ့ပြီးကျွန်တော်ပခုံးကိုပုတ်ကပြောတယ်လင်းတုံးမင်းအောင်မြင်မယ်လို့ငါပြောခဲ့တယ်မလားကြည်စံခဏလေးတွင်းမှာတင်ခိုင်းဖက်ကနေဆိုင်ရှင်ဖြစ်သွားပြီးမန်နေဂျာအဝန်ကိုတကယ်ကျေးဇူးတင်ပါတယ်အဲ့ဒီတုန်းကအဲ့ဒီထောင်ချိုထောင်ကြားဆိုင်ကန်းကိုငှားပေးခဲ့လို့ပါမဟုတ်ရင်ဒီနေ့လိုရောက်လာမှာမဟုတ်ပါဘူးအဲ့ဒါမင်းကိုယ်တိုင်စူးစမ်းလို့ပါအခြားသူဆိုရင်အဲ့ဒီနေရာမှာတင်စိတ်တက်ကြပြီးလက်လျှော့သွားတော့ပြီးညနေဆိုင်ပိတ်ချိန်မှာကျွန်တော်နဲ့စူးချိန်ဆိုင်ရှိမှာရဲရင်ဆိုင်ပုတ်ပေါ်ကမီးအောင်ကိုကြည့်နေခဲ့ကြတယ်စူးချိန်ကကျွန်တော်ပခုံးကိုမိရင်းစားကိုလင်းတုံးအဲ့ဒီထောင်ချိုထောင်ကြားဆိုင်ကန်းမှာရှိခဲ့တဲ့ငါတို့ရဲ့ပထမဆုံးနေ့ကိုမှတ်မိသေးလားအဲ့ဒီတုန်းကငါတို့ရုန်းကန်နိုင်ပါမလားဆိုတာတော့မသိခဲ့ဘူးမှတ်မိတာပေါ့အဲ့ဒီနေ့ကမင်းငိုလုံးလို့မျက်လုံးတွေတောင်မို့အိနေတာပဲဒါပေမဲ့လည်း NJP ချန်ပီယံကိုကူညီတန်ရှင်းပေးခဲ့တယ်အခုပြန်စဉ်းစားကြည့်ရင်အဲ့ဒီအချိန်တွေကဆင်းရဲပေမဲ့တိတ်ပျော်စရာကောင်းခဲ့တာပဲဟုတ်တယ်နော်အဲ့ဒီတုန်းကဆင်းရဲပေမဲ့စိတ်ထဲမှာစိတ်အေးလက်အေးရှိခဲ့တယ်ငါတို့ရှေ့ကိုလှမ်းတက်နေတယ်ဆိုတာသိနေလို့ပဲအဲ့ဒီအချိန်မှာပဲကျွန်တော်ဖုန်းမြည်လာခဲ့တယ်လင်းတုံးမင်းဆိုင်ဖွင့်လိုက်ပြီလို့ကြားတယ်ဂုံယူပါတယ်နော်ဦးလေးချင်းဒါတွေအားလုံးဦးလေးတင်ပေးခဲ့တဲ့ပညာကောင်းလို့ပါလင်းတုံးဒီနေ့ဦးလေးတာချန်စီတွားကြည့်ခဲ့တယ်သူအထဲမှာတကယ်ပြုမှုကောင်းမှုနေတဲ့ပြစ်ဒဏ်လျှော့ပေါ်ရနိုင်တယ်သူထွက်လာရင်မင်းဆိုင်မှာအလုပ်လုပ်ခွင့်ပေးနိုင်မလားလို့မေးခိုင်းလိုက်တယ်တကယ်စီးပွားရေးဘယ်လိုလုပ်ရမလဲဆိုတာမင်းစီကတင်ယူခြင်းလို့တဲ့ကျွန်တော်စူးချိန်စီလှည့်ကြည့်တော့သူကောင်းချင်းပြတယ်ဒါနဲ့ဖုန်းထဲကိုပြောလိုက်တယ်ဦးလေးချင်းအကိုကိုပြောလိုက်ပါသူတကယ်နောင်တရရင်ကျွန်တော်ဆိုင်မှာသူ့အတွက်နေရာမြဲရှိပါတယ်လင်းတုံးမင်းဟာတကယ်ကလေးကောင်းပဲတာချန်ထက်အများကြီးတာပါတယ်ဖုန်းချပြီးနောက်စူးချိန်ကမေးတယ်သူ့ကိုတကယ်လာခိုင်းမလို့လားဟင်ချင်းချင်းတာချန်မှားလုပ်ခဲ့ပေမဲ့ပြစ်ဒဏ်လဲခံယူပြီးပြီလေသူတကယ်ပြောင်းလဲခြင်းရင်အခွင့်အရေးပေးတင်တာပေါ့အခြားတစ်ဖက်မှာလည်းဦးလေးချင်းရဲ့ကျေးဇူးကရှိနေသေးတယ်ဒီကျေးဇူးကိုဆက်ရမယ်ဟာကိုလင်းတုံးပြောတာမှန်ပါတယ်လူဆိုတာကိုယ့်ရဲ့အမြင့်ကိုမမေ့တင်ပါဘူး3လကြာပြီးနောက်ဆိုင်ရဲ့စီးပွားရေးပုံမူကောင်းမွန်လာခဲ့ပြီးတင်နန်းသား2ယောက်ထပ်မံလက်ခံခဲ့တဲ့စားတောက်ကုန်လုပ်ငန်းမှာအရေးကြီးဆုံးကအတိတရားနဲ့စေတနာပဲမင်းတို့မှတ်ထားကြပါပတ်စံချွေတာခြင်းလို့စံမမီတဲ့ကုန်ကျန်းတွေကိုလုံးဝမတုံးရဘူးပတ်စံတစ်ခုတည်းကိုကြည့်ပြီးကုန်ကျန်းအရေးတွေးလျှော့တာမျိုးဒါမှမဟုတ်အဆင့်တွေကိုခိုးစားတာမျိုးမလုပ်ရဘူးတပည့်2ယောက်လုံးတေချာတင်ယူကြပြီးမနက်မှညအထိကျွန်တော်နောက်ကနေတကောက်လိုက်ရင်အလုပ်ရှုပ်ကြတယ်သမုတ်တနေ့မှာတပည့်တယောက်ကမေးတယ်ဆရာလင်းဆရာကငငယ်လေးနဲ့ဒီလောက်ဆိုင်ကြီးဖွင့်နိုင်တာပါထူးခြားတဲ့လှုပ်ဝက်ချက်ရှိလို့လဲခင်ဗျာလှုပ်ဝက်ချက်ရှိတယ်ဆိုရင်လဲအဲ့ဒါကစေတနာဆိုတဲ့စကားလုံးပါပဲကုန်ကျန်းရွေးချယ်မှုမှာစေတနာပါရမယ်ချက်ပြုတ်မှုမှာစေတနာပါရမယ်ဖောက်တယ်တွေကိုစောင့်ရှောက်ရမှာစေတနာပါရမယ်ငါတို့စေတနာပြည့်နဲ့နှိမ့်မြုပ်လိုက်ရင်ဖောက်တယ်တွေအဲ့ဒီရိုးသားမှုကိုတေချာပေါက်ခံစားမိမှာပါပဲအဲ့ဒီညမှာကျွန်တော်ဆိုင်တကားဝမှာရရင်သွားလာနေတဲ့လူအုပ်ကြီးကိုကြည့်ကစိတ်ထဲလိုက်ထန်စွာနှွေးထွေးသွားခဲ့တယ်ဖြတ်တန်းခဲ့ရတဲ့လမ်းကြောင်းတစ်ခုလုံးမှာအားငယ်ခဲ့ဘူးတဲ့ဒုက္ခပေါင်းစုံကိုဖြတ်တန်းခဲ့ရတယ်ဒါပေမဲ့အဲ့ဓာတွေကပဲကျွန်တော်ကိုကြီးပြင်းစေခဲ့ပြီးတန်မိုးရှိတဲ့သင်ခန်းစာတွေပေးခဲ့တယ်ကိုလင်းလုံးဘာတွေစဉ်းစားနေတာလဲဟင်အဲ့ဒီတုန်းကချင်းတာချမ်းသာကျွန်တော်ကိုပေးခဲ့ရင်ဒီနေ့ကျွန်တော်ရှိလာမှာမဟုတ်ဘူးလို့စဉ်းစားနေတာပြောတာမှန်နဲ့အခက်ခဲတွေကအကောင်းဆုံးဆရာပဲစူးချိန်ငါတို့အနာဂတ်ဘလို့ဖြစ်လာမယ်လို့ထင်လဲဟင်ဘာပဲဖြစ်ဖြစ်ငါတို့2ယောက်အတူတူရှိနေပြီးအလုပ်ကိုစူးစမ်းလုပ်ကင်နေတဲ့၍ငါတို့ဘဝပိုကောင်းလာမှာတေချာပါတယ်ဟုတ်တယ်ငါတို့မူလစေတနာကိုမမေ့ပဲရိုးသားစွာနဲ့ခိုင်မာစွာစူးစမ်းကြမယ်စက်တိုင်းကိုအကောင်းဆုံးกินသွားမယ်ဆိုရင်ငါတို့ပုံမဝေးကွာတဲ့နေရာစီရောက်ရှိမှာတေချာပါတယ်ချက်ကင်ရဲ့မှုရတဲ့ဟာဆိုင်ထဲကနေတင်းပြတ်ထွက်ပေါ်လာတယ်ဒါဟာစတင်ရအစ်တစ်ခုပဲဆိုတာကျွန်တော်ကောင်းကောင်းသိနေခဲ့တယ်ရှေ့ဆက်ရမယ့်လမ်းကြောင်းကရှည်လျားသေးတယ်ဒါပေမဲ့ကျွန်တော်လုံးဝမကြောက်ဘူးဘာလို့လဲဆိုတော့ကျွန်တော်ဘေးမှာစူးချိန်ရှိနေတယ်ကျွန်တော်မှာပညာအရေးသွေးရှိနေတယ်အရေးကြီးဆုံးကတော့လုံးဝပြောင်းလဲမသွားတဲ့လက်ရရှင်ရဲ့စေတနာစိတ်ပဲကျွန်တော်ဆိုင်အတွင်းသို့ပြန်လဲဝင်ပြီးမနှက်ဖြန်အတွက်ကုန်ကျန်းတွေပြင်ဆင်လိုက်တယ်စူးချိန်ကကျွန်တော်နောက်ကနေလိုက်လာတယ်ကျွန်တော်တို့အရေးနှစ်ခုဟာပြင်းပေါက်ပြင်ပါမိအောင်အောက်မှာထပ်တူကြလို့နေခဲ့တယ်အရင်က6ကက်နေခဲ့တဲ့ထောင်ချိုတောင်ကြားဆိုင်ကန်းလေးမှာအခုတော့အခြားလူငယ်တယောက်ပြန်လဲငားရမ်းထားပြ
သူဆိုင်ကိုတက်ကြွစွာပြင်ဆင်နေခဲ့တဲ့သူ့မျက်ဝန်းတွေထဲမှာအနာဂတ်အတွက်မျှော်လင့်ချက်တွေပြည့်နှက်နေခဲ့တဲ့သူ့ကိုကြည့်ရင်အတိတ်ကကျွန်တော်ပုံရိပ်ကိုပြန်မြင်နေရတယ်လို့ပဲကျွန်တော်သူ့စီလှမ်းသွားလိုက်တယ်ညီလေးအခက်ခဲရှိရင်အကိုစီလာခဲ့နော်အကိုကလီမီတာစုချက်ကင်ဆိုင်ပိုင်ရှင်မဟုတ်လားကျွန်တော်အကိုဆိုင်မှာပညာလာတင်ယူခြင်းနေရအတော်ကြပါပြီစူးစမ်းပါစေတနာထားတဲ့၍အောင်မြင်မှုကလက်တကမ်းမှာပါပဲလူငယ်လေးကခေါင်းကိုပြင်းပြင်းထန်ထန်ညှိလိုက်တဲ့သူ့မျက်လုံးတွေတောက်ပနေခဲ့တဲ့ဒါဟာလက်ဆင့်ကမ်းခြင်းပဲဒါဟာလက်ရရှင်ရဲ့စိတ်သက်ပဲမမျိုးဆက်မှမမျိုးဆက်စီမပြောက်ပြတ်နိုင်ပဲစီးဆင်းနေတာကျွန်တော်စူးချိန်ရဲ့လက်ကိုတင်းတင်းဆုပ်ကိုင်လိုက်တဲ့အနာဂတ်မှာဘာပဲဖြစ်ဖြစ်ငါတို့မူလစေတနာကိုမမေ့ပဲစက်တိုင်းကိုအကောင်းဆုံးဖန်တီးသွေးငါတို့ရဲ့ကိုယ်ပိုင်လမ်းကြောင်းပေါ်မှာဂုဏ်ယူစွာနဲ့လှမ်းလျှောက်နိုင်မယ်ဆိုတာကျွန်တော်သိနေခဲ့တယ်ညစီရဲ့မီးရောင်တွေဟာတဖြည်းဖြည်းမိန်ဖြော့သွားခဲ့တယ်ဇလန်းလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတဲ့ဦးဦးဒေါ်တော်ကိုမမညီလေးညီမလေးတို့အားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျာကျွန်တော်တို့ channel ကနေအခုလိုမျိုးစိတ်ဝင်စားဖို့ကောင်းတဲ့ဇလန်းကောင်းတွေကိုနေ့စဉ်အကောင်းဆုံးတင်ဆက်ပေးနိုင်အောင်ကြိုးစားသွားမှာမို့နောက်ထပ်ဗီဒီယိုအသစ်တွေကိုမလွတ်တမ်းကြည့်နိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ page နဲ့ channel လေးကို like follow နဲ့ subscribe လုပ်ထားပေးကြပါဦးနော်ဒီနေ့ဇလန်းလေးအပေါ်ပရိသတ်တို့ရဲ့အမြင်တွေကိုလည်း comment မှာမှတ်ချက်လေးတွေရေးခဲ့ပေးဖို့မမေ့နဲ့အောင်တော်အားလုံးပဲတာယာတဲ့နေ့လေးဖြစ်ပါစေဗျာနောက်ထပ်ဇလန်းကောင်းတွေနဲ့ပြန်ဆောင်ကြမယ်တက်တာ